နောင်တရခြင်းနဲ့နောင်တပူပန်ခြင်းနဲ့ဘုန်းကြီးတို့တရားရှိခိုးပြီးတော့လည်းပြိတ္တတို့မြန်မာစကားမှာနောင်တရတယ်ဆိုတာလည်းရှိတယ်နောင်တပူပန်တယ်ဆိုတာလည်းရှိတယ်ဘုရားမြတ်စွာရဲ့စာပေမှာတော့နောင်တရခြင်းနဲ့နောင်တပူပန်ခြင်းတူတူပဲလို့ဒီလိုပြောအဲ့တော့နောင်တရခြင်းလို့တတ်တတ်မသုံးတော့ပဲနဲ့နောင်တပူပန်ခြင်းလို့ပဲဒီလိုသုံးတယ်သို့တော့မြန်မာစကားမှာတော့တခါတည်းကွက်ပြချမ်းသာမှုတွေရှိတယ်နောင်တရတယ်ဆိုတာကိုယ်တစုံတစ်ခုမမရင်းပြုလုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါလုပ်ပြီးတာမှားလိုက်တာလို့နောင်တရတယ်အဲ့ဒီလိုနောင်တရတာပါဠိစာပေမှာပြောမယ်ဆိုရင်တော့ဝိသေတုဘေယတတာဝီလို့ဒီလိုပြောလို့ရတယ်ကိုယ့်အပြစ်ကိုပြန်မြင်လာအောင်နောင်တရတယ်လို့ဒီလိုပြောတာနော်မှန်ပါဗျာငယ်စဉ်ကာလလုံးကမကောင်းတာတွေလုပ်တယ်အသက်ကြီးတဲ့ခါကျတော့မဟုတ်တာတွေလုပ်မိရဲ့မှားတယ်ကိုယ့်အမှားကိုမြင်လာနောင်တရတယ်လို့သုံးရတယ်အဲ့တော့ကိုယ်အမှားကိုကိုပြန်မြင်တာတော့ကောင်းတယ်နောင်တပူပန်တာဆိုတာကြတော့မကောင်းနောင်တပူပန်လေဆိုတာကိုပါဠိစာပေမှာဘယ်လိုသုံးလဲလို့ဆိုလို့ရှိရင်ပစ္ဆာနုတ္တပဒီစကားလုံးလေးကိုသုံးတယ်ပရိယေပုံအနေနဲ့ပြောရဆိုရင်တာပဆိုတဲ့လေးတွေကပူတယ်လူတွေကတခုလုပ်ပြီးပြောကြတာစိတ်ပူလိုက်တာနော်မှန်ပါပါစိတ်ပူတယ်လို့ပြောကြတယ်စိတ်ပူတယ်ဆိုတာမကောင်းစိတ်ပူတယ်ဆိုတာဘာဖြစ်တာလဲလို့ဆိုရင်စိတ်ထဲမှာဒီဒေါမနတလို့ခေါ်တယ်တောကဆိုတာဖြစ်တယ်အဲ့ဒီလိုစိတ်ထဲမှာမချမ်းသာစိတ်ထဲမှာပူလာတာပခေါ်အကုသိုလ်မှန်သမျှတာပပူစီတတ်တယ်မဟုတ်တယ်လောက်ထားတဲ့ပုဂ္ဂိုလ်ကတွေးပြီးတော့ပူနေတယ်ငါလောက်ထားတာလူတွေသိကုန်လားမတွေးပူတယ်ဆိုတော့ဒီလိုကုသမြတ်ပစ္စည်းကိုယူထားတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်စိတ်မလုံးငါလောက်ထားတာလူတွေသိကုန်ကြမှာဟောတာပစိတ်ထဲမှာပူပန်နေတယ်နောက်တစ်ခါသုံးတဲ့စကားလုံးကအနုတာပပူတယ်ဆိုတာတစ်ခါလေးပူတာမဟုတ်ခဏခဏပူတယ်ထပ်တလဲလဲပူတယ်ဆိုတဲ့အတိတ်ရဲ့အနုတာပကိုလည်းသုံးတယ်တာပအနုတာပနောက်တစ်ခါကျတော့ဘာသုံးသေးလဲဆိုပစ္ဆာတာပပစ္ဆာတာပဆိုတဲ့စကားလုံးနဲ့နောင်တပူပန်ဆိုတဲ့မြန်မာစကားလုံးနဲ့အတူတူပဲပစ္ဆာဆိုတာနောင်တာပဆိုပူပန်နော်ပူနေတယ်လုံတော့ကတော့မပူဘူးလေလုံတော့ကတော့လူတွေကသဘောကျပြီးလုံလိုက်တာပဲကိုကြိုက်လို့ကိုလုံလိုက်တာပဲသို့တော့မှန်မှန်သိလာလို့ဆိုတဲ့အချိန်ကျတော့စိတ်ထဲမှာပူစရာလေးဖြစ်တယ်အဲ့ဒါလေးကိုပစ္ဆာတာပါခေါ်တယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်ဝိပတိတာရဝိပတိတာရဆိုရင်ပါဠိစကားလုံးကဝိဆိုတာရုပ်ပြက်ဆင်းရဲပဋိဆိုတာပြန်လှန်ပြီးတော့တာရအောင်းမိတာအောင်းမိတဲ့အခါမှာလူတွေဟာကိုယ်ငယ်စဉ်ကဘာတွေလုပ်ခဲ့တယ်ဆိုတာပြန်အောင်းမိကြတာပဲမနေ့ကဘာတွေလုပ်ခဲ့တယ်ဆိုတာလည်းပြန်အောင်းမိတာအဲ့ဒါလို့ပြန်အောင်းမိတဲ့အခါမှာအပြုံးနဲ့ပြန်အောင်းမိရတဲ့ကိစ္စရှိတယ်လို့အမဲ့နဲ့ပြန်ပြီးအောင်းမိရတာရှိတယ်လေမှန်ပါဗျာဟုတ်တယ်လို့မိထားလို့ရှိရင်မဲ့ပြီးတော့ပြန်အောင်မိစိတ်ထဲမှာမချမ်းသာနဲ့ပြန်အောင်မိအဲ့ဒါလေးကိုဝိပတိတာလို့ခေါ်တယ်အကုသိုလ်မှုပြုထားတယ်သို့မဟုတ်မှားရင်လုပ်ရတဲ့ခုလုပ်ထားပြီဆိုလို့ရှိရင်ဝိပတိတာစိတ်ထဲမှာမကောင်းဘူးပြန်ပြီးတော့ရုပ်ပြည့်စင်နဲ့ပြန်ပြီးတော့တတိယနေတတိယနဲ့ရုပ်ကပြည့်သွားအဲ့ဒါလေးကိုဝိပတိတာဒါလူတိုင်းဟာမကင်းနိုင်ရဘူးခံစားမိကောင်းခံစားမိကြတယ်လောကလူတွေ
နောက်တစ်ခုစကားလည်းမှာဘာလို့ဆိုကုတ်ကုတ်စာလို့ခေါ်တယ်ဗမာတွေကတော့အဓိပ္ပာယ်တစ်မျိုးပေါက်ချင်ပေါက်တယ်ပါဠိစကားကုတ်ကုတ်စာဆိုတာကုတ်ကုတ်စာဆိုတဲ့အဓိပ္ပာယ်ကကုက္ကတဆိုတဲ့စကားလုံးပါကုက္ကတဆိုတာဘာကြောင့်ကုက္ကတလို့ခေါ်တယ်လို့ဆိုရင်လောကလူတွေဟာမလုပ်တဲ့နာတွေကိုလုပ်မိတယ်လုပ်တဲ့နာကိုမလုပ်မိဘူးပြန်ပြီးတော့တတိယတဲ့အခါမှာငါနဲ့လုပ်တဲ့နာငါမလုပ်လိုက်တာမှားလိုက်တာမလုပ်တဲ့နာတွေကလုပ်မိတာနဲ့မှားလိုက်တာလို့အဲ့ဒီလိုပြန်ပြီးတော့အောင်းမိနေတဲ့အချိန်မှာကိုလုပ်ခဲ့တာတွေကပြင်လို့ရသေးလားမရပါဘူးဗျာလုပ်ပြီးဖြစ်သွားပြီပြန်ပြီးတော့တတိယတဲ့အချိန်မှာအလုံးမှာပြည်ပြီးသားဖြစ်နေအဲ့ဒီပြည်ပြီးသားဖြစ်နေတဲ့ဟာကိုပြန်တွေးပြီးတော့ပူးနေတဲ့အပူဟာကောင်းတဲ့အပြုမှုမဟုတ်ဘူးတဲ့မကောင်းတဲ့ဆက်ဆုပ်ွယ်ကောင်းတဲ့အပြုမှုဖြစ်တယ်ဒါကြောင့်ကုတ်ဆာကုဆိုတာဆက်ဆုပ်ွယ်ကောင်းတဲ့ကတ္တပြုမှုဒီလိုဆိုလို့နော်မှန်ပါဗျာဒါကပါဠိစာတွေကလာတဲ့အဓိပ္ပာယ်တွေကိုပြောပြတယ်အဲ့တော့ဗမာလိုပြောတဲ့အခါကျတော့တချို့ကအေးငါနောင်တမရဘူးတချို့ကလည်းငါနောင်တရပါပြီဒီငယ်တော့ခိုးဆိုးမိုက်ကန်းလာတယ်ငါနောင်တရပါပြီအယက်ဒိစာတောက်စားလာတယ်ခုနောင်တရပါပြီအဲ့ဒီနောင်တရတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ကိုလုတ်တဲ့မှားရင်ချက်ကိုသိတယ်အတိမတ်ပြုလာငါတို့ကမှားတယ်မကောင်းဘူးလို့ကိုယ့်ရဲ့အပြစ်ကိုပြန်မြင်လာတာကိုနောင်တရတယ်လို့ခေါ်တယ်မှန်လားပါဗျာအဲ့ဒါကြတော့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်အပြစ်ကိုမြင်ပြီးတော့ငါတို့ကမှားတယ်လို့သိတာကောင်းတယ်တချို့ကျတော့မှားမှန်းတော့မသိဘူးလေမှားမှန်းမသိတော့ဆက်လို့အဲ့တော့အင်္ဂလိပ်ဘာသာမှာတော့ဒီစကားလုံးနှလုံးကိုနောင်တရတာနဲ့နောင်တပူပန်တာကိုနည်းနည်းခွဲပြီးတော့သုံးထားတာတွေ့ရတယ်နောင်တရတာကိုအကောင်းဘက်အနေနဲ့သုံးတဲ့အခါအင်္ဂလိပ်စကားလုံးနဲ့သူက repent လို့သုံးတယ် repentant လို့သုံးတယ်အင်္ဂလိပ်ကနောင်တရတယ်နောင်တပူပန်နေကြတော့ regret လို့သုံး remorse လို့ regret လို့အဲ့ဒါလို့သုံးတယ်တော့မြန်မာစကားမှာလည်းပဲနောင်တရတယ်နောင်တမရတဲ့လူမိုက်နောင်တရတဲ့လူမိုက်မိုက်တော့မိုက်တယ်ခုတော့နောင်တရပါပြီဆိုရင်အကောင်းပဲဆိုလိုတာကနောင်တရပါပြီဆိုတာကိုမဟုတ်တာတွေကိုအကုန်လုံးသိပြီးတော့ငါတို့ကမှားတယ်လို့သိသွားတာကိုနောင်တရတယ်လို့ပြောတာမှန်ပါဗျာအဲ့တော့နောင်တရတယ်ဆိုတာနဲ့နောင်တပူပန်တယ်ဆိုတာခွဲခြားပြီးတော့ပြောလို့ရပေါ့မှန်ပါဗျာနောင်တပူပန်တယ်ဆိုတာကမလုံမိလို့စိတ်ထဲမှာစိတ်ဆင်းရဲမှုခံစားနေရကောင်းတာတွေမလုံမိလို့စိတ်ဆင်းရဲမှုခံစားနေရမကောင်းတာတွေလုံမိလို့စိတ်ဆင်းရဲမှုခံစားနေရအဲ့ဒါကနောင်တပူပန်တာလို့ဒီလိုပြောတာအဲ့တော့ဘုန်းကြီးတို့တွေကနောင်တရတယ်ဆိုတာကိုကလည်းမဟုတ်တာလုပ်ပြီးမှနောင်တဆိုတာရတယ်လေမှန်ပါဗျာအဲ့တော့အစကလည်းကမဟုတ်တာမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကနောင်တရရရှိပါဦးမလားရှိပါဗျာဆိုတော့ငယ်ငယ်လေးတွေကငါးပါးသီလလုံးကျုံနေတူနေတယ်ဥပုသ်ဆောင်နေငါဥပုသ်ဆောင်တာမှားလိုက်တာလို့နောင်တရရရှိရတယ်ရှိပါဗျာမရှိဘူးကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မှာနောင်တဆိုတာမရှိမှန်ပါဗျာမကောင်းတာလုပ်ပြီးတော့နောင်တမရဘူးလို့ပြောတာတော့တကယ်လို့မိုက်တယ်ပေါ့တချို့ကမကောင်းတာလုပ်ပြီးတော့ဘယ်တော့မှငါနောင်တမရဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ရှိသေးတယ်မှန်ပါဗျာငါလုပ်တဲ့လုပ်ရတဲ့ပတ်သက်ပြီးငါဘယ်တော့မှနောင်တမရဘူးဆိုတာဆက်မိုက်တယ်လို့ပြောတဲ့အတိတ်ကိုသိသွားပါမှန်ပါဗျာအဲ့တော့နောင်တရတာမြတ်စွာဘုရားရဲ့သာသနာတော်မှာနောင်တရတဲ့ပုဂ္ဂိုလ်ဟာနောင်တရလာပြီဆိုတဲ့အချိန်မှာနောင်တရတယ်ဆိုလို့လည်းမပြီးဘူးနောင်တရတဲ့အခါမှာကိုယ့်ရဲ့အမှားကိုဝန်ချတောင်းတော်မူလိုအပ်တယ်မှန်ပါဗျာလုပ်တဲ့လုပ်တဲ့တစ်ခုဒါကြောင့်လို့ဘုန်းကြီးတို့ဘုရားဘာသာတွေကြောကြလို့ဆိုရင်ဩကာသကာယနာဝစီကနဲ့ကြောတယ်ဆိုတာဝန်ချတောင်းတဲ့ဘုရားမျိုးပဲပေါ့
အဲ့လိုမတော်တဆကိုမှားရင်တာတွေလုပ်ခဲ့လို့ရှိရင်ကိုယ့်အဖြစ်ကိုဝန်ချတောင်းတာလည်းတော့ပဲသူတို့အင်္ဂလိပ်မှာစကားလုံးလေးတစ်လုံးရှိခေါ်လာပြောရတာတော့ repeat ဆိုတာစကားလုံး repeat ဆိုတာလုပ်ပြီးလို့ရှိရင်နောင်တရအဲ့ဒီနောင်တရတဲ့ပုဂ္ဂိုလ်ကိုဘုရားသခင်ကကြိုးဆိုတယ်တဲ့ဒီလိုပြောတဲ့စကားလုံးရှိတယ်နော်မှန်ပါဗျာနောင်တရတဲ့ပုဂ္ဂိုလ်ကိုဘုရားသခင်ကကြိုးဆိုတယ်နောင်တရတဲ့မကောင်းမှုပြုလုပ်သူကိုကြိုးဆိုတယ်ဒါပါပြောတာတော့လို့ဆိုလို့ရှိရင်ဒါဘုရားဘာသာမှာလည်းရှိတယ်ပေါ့ကိုယ့်အဖြစ်ကိုမြင်တဲ့ပုဂ္ဂိုလ်ကကြိုးဆိုလိုက်တဲ့ပုဂ္ဂိုလ်ပဲပေါ့မှန်ပါဗျာဘာဖြစ်လို့ကြိုးဆိုလိုက်တာလဲဆိုတော့ကိုယ်အမှားကိုသိပြီးတော့အမှားပြင်တဲ့ပုဂ္ဂိုလ်မှန်ပါဗျာအဲ့ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ချင်းနောင်တရပြီးဘာဆက်လုပ်ရမလဲလို့ဆိုလို့ရှိရင်နောင်တရလာတဲ့အခါမှာဝန်ချတောင်းပန်ခြင်းဆိုတာလုပ်ရမယ်ဝန်ချတောင်းပန်ခြင်းလုပ်ပြီးတဲ့အခါမှာတရားနိလန်းရှိတဲ့အတိုင်းကုစားရနော်တရားနိလန်းရှိတဲ့အတိုင်းကုစားရမှန်ပါဗျာတရားနိလန်းရှိတဲ့အတိုင်းကိုယ့်အပြစ်ကိုဝန်ခံကုစားပြီးဘာလို့အောင်လဲဆိုရင်နောင်တမျိုးမဖြစ်အောင်စောင့်စည်းရတယ်ဒီချက်သုံးချက်ပြုရတယ်မှန်ပါဗျာဘုန်းကြီးတွေဒေသနာကြားတယ်ဆိုတာကြားလို့ဟုတ်လားကြားလို့ပါဗျာဒေသနာကြားတယ်ဆိုတာအဲ့ဒီအချက်ကြီးပဲမှန်ပါဗျာသိက္ခာပုဒ်တစ်ခုကိုကျွလွန်မိပါလေကျွလွန်မိလို့ရှိရင်ကိုယ့်အဖြစ်ကိုကိုမြင်ရလားမြင်ပါလေမြင်လို့ရှိရင်နောက်စောင့်သေးမလားစောင့်သေးပါမယ်ဒါပဲကြောက်တယ်မှန်ပါဗျာအဲ့ဒါအမှန်တန်ကောင်းတဲ့နိစ္စတစ်ခုပဲအမှန်တန်ကောင်းတဲ့နိစ္စတစ်ခုအခုလိုမကောင်းတာတစ်ခုလုပ်ပြီးတော့မိုင်းနေလို့နောင်တရသွားတာနဲ့ဒီနောင်တရသွားလို့ရှိရင်အဲ့လုပ်ခဲ့တဲ့အမှုတွေပျောက်သွားတာလားလို့မေးလို့ရှိရင်ပျောက်မှာမဟုတ်ဘူးမှန်ပါဗျာလုပ်တာလုပ်ပြီးနေပြီလေမှန်ပါဗျာလုပ်ပြီးသားကိုမလုပ်ဘူးလို့ပြောလို့ရမှာမရဘူးရပါပါဖြစ်ပြီးသားတစ်ခုကပြင်လို့ရတယ်မရပါဗျာဆိုတော့မနေ့ကဖြစ်ပြတဲ့တစ်ခုကဖြစ်ပြီးသွားပြီမှန်ပါဗျာကိုမဖြစ်ဘူးလို့ပြောလို့ရမရပါဗျာမရဘူးလုပ်ပြီးသားတစ်ခုကလုပ်ပြီးသားပြစ်မှုတစ်ခုကျူးလွန်ပြီးသွားပြီအကုသိုလ်တစ်ခုလုံးပြီးသွားပြီလုပ်ပြီးသားဖြစ်သွားဒါဖြင့်ဝန်ချတောင်းပန်တာဘာကျိုးရှိလဲနောက်လိုက်ရပြီးဝန်ချတောင်းပန်ဘယ်လိုကျိုးရှိလို့လဲဆိုတာဒါစဉ်းစားလိုက်တယ်စဉ်းစားလိုက်တာဘာလဲလို့ဆိုလို့လုံတုံးကရတဲ့အကုသိုလ်ကိုအာရမစလို့ခေါ်တယ်လုံလို့ဖြစ်တဲ့အကုသိုလ်အဲ့ဒါအကုသိုလ်လုံနေရင်အကုသိုလ်ဖြစ်မှာပဲဆိုတော့ပါဏာတိပါဒအမှုကိုပြုရင်ပြုတဲ့အချိန်မှာပါဏာတိပါဒကံထားတယ်အကုသိုလ်ဖြစ်လိန်ပြောရင်လိန်ပြောတဲ့အချိန်မှာမုဒ္ဒပါဒကံထားတယ်ဟုတ်ကဲ့မှန်ပါဗျာကိုလိန်ခဲ့တာကိုမုဒ္ဒလုပ်ခဲ့တာပြန်ပြီးတော့ငါလုပ်တာမှားပြီလို့ဝန်ချတဲ့အချိန်မှာလုပ်ပြီးဖြစ်နေပြီအဲ့တော့လုပ်ပြီးဖြစ်နေတော့ဒီလုပ်ပြီးဖြစ်နေတဲ့အရာဟာခုနကလှုပ်လိုက်တော့မှရလိုက်တဲ့အကုသိုလ်ကအရမဇငါမှားတာလုပ်နေပြီငါမှားတာလုပ်နေပြီလို့စိတ်ထဲမှာပူပန်နေလို့ရှိရင်အဲ့ဒီပူပန်မှုကြောင့်အကုသိုလ်ထပ်ဖြစ်မှန်ပါဗျာစိတ်ထဲမှာပူပန်နေရင်အကုသိုလ်ထပ်ဖြစ်အဲ့ဒီအကုသိုလ်ကြောင့်သူကဝိပတိတာရစားလို့ဝိပတိတာရဆိုတာပြန်လည်တတိယလို့ဖြစ်ပေါ်လာတဲ့အကုသိုလ်လုံးလို့ရတဲ့အကုသိုလ်ကတစ်ခုလုံတုံးမှာဖြစ်တဲ့အကုသိုလ်ကတစ်ခုပြန်ပြီးတော့ဝမ်းနဲ့ခြေတွဲစာတတိယနဲ့ဒေါမနတာနဲ့တတိယနဲ့အကုသိုလ်ကတစ်ခုဆိုအကုသိုလ်ကနှစ်ခုရှိဟုတ်ပါဗျာနှစ်ခုရှိလုံနေတဲ့အချိန်မှာဖြစ်တဲ့အကုသိုလ်ကိုအာရမကလို့ခေါ်တယ်ငါလုံတာမှားပါပြီလို့ပြန်ပြီးတော့ပူပန်ပြီးတော့နေတဲ့အချိန်မှာဖြစ်တာကြောင့်ဝိပတိတာမစာအကုသိုလ်လို့ခေါ်တယ်နောင်တရတဲ့ပုဂ္ဂိုလ်ကြတော့အမှားပြန်လိုက်ပြီးဝန်ချတောင်းပန်လိုက်ပြီးဆိုလို့ရှိရင်ဝိပတိတာရစာအကုသိုလ်ဆိုဆက်မဖြစ်တော့မှန်ပါဗျာအာရမစာလုံးလို့ဖြစ်တဲ့အကုသိုလ်ကတော့ဖြစ်ပြီးသွားပြီပြင်လို့မရဘူးသို့တော့ဝန်ချ
ချတောင်းမှလိုက်တဲ့အခါကိုယ်စိတ်ထဲမှာဘာဖြစ်လာလဲရင်ထဲမှာအေးသွားရှင်းသွားတဲ့အတွက်ကြောင့်ငါဝန်ချပြီးငါတောင်းမှပြီးငါအမှားကိုပြင်ပြီးပြီဆိုတော့စိတ်ထဲမှာအေးချမ်းသွားဘူးလားမှန်ပါဗျာအဲ့ဒီအေးချမ်းသွားတာဟာခေါင်းကနှလုံးမသားမရဖြစ်နေတဲ့အကုသိုလ်တွေကိုပြည့်ရတာရဆန်းလိုက်တာပဲပေါ့မှန်ပါဗျာအဲ့ဒီအကျိုးရတယ်မှတ်တာမှန်ပါဗျာအကယ်၍မပြင်းမဲနဲ့နေမယ်ဆိုလို့ရှိရင်တသက်လုံးတအုံးလေးဖြစ်သွားရှင်းတော့ကအိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့ဇာလမ်းလေးတစ်ခုညီကို2ယောက်နွားသက်သားလေးနွားသက်တယ်နွားသက်ပြီးတော့ညီကို2ယောက်အမဲသားတွေခွဲအလားကိုခွဲတဲ့အခါညီလူညီမျှခွဲတဲ့အခါကျတော့အခုလှုပ်တဲ့လူနဲ့ညီလှုပ်တဲ့လူပေါ့နော်ညီလှုပ်တဲ့လူကကလေးများမိသားစုများအခုလှုပ်တဲ့ပုဂ္ဂိုလ်ကမိသားစုနည်းတယ်အညီညခွဲထားတဲ့အခါညီလှုပ်တဲ့ပုဂ္ဂိုလ်ကဘာပြောလို့အခုကျွန်တော်နည်းနည်းပို့ပေးပါကျွန်တော်ကလေးများဆိုတော့အခုလှုပ်တဲ့လူကဘာလုပ်လဲဆိုအတော်စိတ်ကြိုတဲ့လူနွားတက်တဲ့ဓာတ်နဲ့သူ့ညီကိုမင်းကဘာပိုးလို့ကျန်ရတာလို့ဆိုပြီးဓာတ်နဲ့ခေါက်ညီတေသွားချက်ချင်းကြီးအဲ့ဒီဓာတ်နဲ့ဓာတ်နဲ့ခေါက်တယ်စိတ်ဆိုးမှလုံးတယ်နော်မှန်ပါဗျာအဲ့ဒီလိုစိတ်ဆိုးပြီးခုတ်တက်လိုက်ပြီဆိုတော့ညီတေသွားတဲ့အခါကျတော့ဘာဖြစ်တယ်ဆိုတော့ငါလုံးကြီးကမှားနေခြင်းဆိုအဲ့တော့ကပ်ဖြစ်အဲ့ဒီလိုကမဆန်းနဲ့တောင်းနဲ့နောက်ဆုံးအယိုးပဲကျန်တယ်ပိန်နေပြီးတော့တိတ်တိုင်ကိုပေါက်ပြီးနောက်ဆုံးတော့တည်ဆုံးတာမှန်ပါဗျာဟောအဲ့ဒါဘာကြောင့်ဒီလိုဖြစ်တော့လုံတုံးကတော့စိတ်လိုက်မှလုံးလိုက်တယ်အဲ့ဒါအာဟုတုတစ်ခုလုံပြီးသားကိုမှားလိုက်လေခြင်းငါညင်ငါတတ်မိလေခြင်းလို့ဆိုပြီးတော့စိတ်ဆင်းရဲပြီးတော့ပူပန်းနေတဲ့ဒီဝိပရိဒါဆိုတဲ့နှလုံးရဲ့ပူလောင်မှုအကုသိုလ်ကထပ်ဆက်ပြီးတော့ပေးလိုက်တဲ့အခါတဘောကလုံးစိတ်မချမ်းသာနဲ့တည်သွားမှန်ပါမားတယ်လို့ဆိုတဲ့နောင်တတော့ရတယ်မပြေဘူးသူကဘာဖြစ်လဲဆိုနောင်တပူပန်နေနောင်တပူပန်ပြီးတော့အဲ့ဒီပူပန်တဲ့စိတ်နှလုံးနဲ့သူကသိဆုံးသွားအဲ့တော့ဒီနေရာမှာဘုန်းကြီးတို့တွေနောင်တတရားလေဆိုတဲ့နေရာမှာနောင်တတရားလာတဲ့တရားနဲ့အမှားကိုပြင်ဖို့လိုအပ်တယ်ဟောမှန်ပါဗျာအမှားကိုပြင်ပြီးတော့ဆက်ပြီးတော့မပူအောင်ကိုယ့်ကိုယ်တတိဆောင်လို့လုပ်ရတယ်မှန်ပါဗျာအေးလုံးမိတာတော့ပြင်လို့မရတော့ဘူးလုံးမိသွားပြီဒါလည်းငါနောက်ထပ်ပြီးတော့ဖြစ်เสียရဘူးလူကြီးသူမတွေစီကိုလေးစားမဲ့ပုဂ္ဂိုလ်တွေစီသွားပြီးတော့ဝန်ချတယ်တောင်းပန်တယ်နောက်ထပ်လေးကိုဖြစ်เสียရပါဘူးရှောင်ကျင်မှပဲတကယ်လည်းရှောင်ကျင်တယ်ဆိုရင်ခုနစိတ်နှလုံးအေးချမ်းသာခြင်းရတယ်မှန်ပါဗျာအဲ့ဒါကြောင့်မို့စိတ်နှလုံးအေးချမ်းသာရမှုရနိုင်တဲ့ဤစနစ်ကိုသက်ဆောင်တာပေးထားအဲ့တော့နောင်တရပြီလို့ပြုပြင်လိုက်တယ်ဆိုလို့ရှိရင်ဝိပတိတာရဇဆက်လက်ပြီးတော့ဖြစ်နေတဲ့အကုသိုလ်ပူပန်မှုတွေမရှိတော့ဘူးဆိုတဲ့အကျိုးရတယ်ဟောမှန်ပါဗျာအဲ့ဒီဟာကိုမထိန်နိုင်တဲ့ဆက်ပြီးတော့ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာနောင်တပူပန်ရင်းဆိုတာရဲ့စိတ်ဒုက္ခရောက်ပြီးနောက်ဆုံးအသက်ထီအောင်ဆုံးရှုံးသွားတယ်ဟောမှန်ပါဗျာအဲ့တော့ဘုန်းကြီးတို့တွေနောင်တရစေတဲ့အလုပ်မလုပ်မိအောင်ရှောင်ကျဉ်ဖို့လိုပါတယ်လိုပါပါရသော်ဘုရားခင်ကိုရောမြတ်ရဲ့အလောင်းတော်ဒီလောကမှာဒီလူမှုရေးနဲ့ပတ်သက်ရသော်ဘုရားခင်ကိုရောမြတ်ရဲ့အလောင်းတော်ဇနတန္တမင်းဆိုတာရှိလောကမှာလူတွေဟာနောက်ပိုင်းကျတော့နောင်တပူပန်ရအဲ့တော့နောင်တမပူပန်ရသူကသူ့ရဲ့တိုင်းပြည်သားတွေကိုဆုံးမဩဝါဒပေးလို့ရှိတယ်ပေါ့အဲ့ဒီဆုံးမဩဝါဒပေးထားတာလေးကအလုံးမှတ်သားကြတယ်ဒါကစနတနာမင်းကသူ့ရဲ့တိုင်းပြည်သားတွေနောင်တပူပန်မှုတွေဖြစ်တတ်တယ်အဲ့ဒီပူပန်မှုတွေမင်းတို့မဖြစ်အောင်ခုချိန်ကနေပြီးတော့ကျွတ်တင်ပြီးတော့ကောင်းတာတွေလှုပ်ထားဖို့လှုပ်တဲ့လှုပ်ထားတာတွေလှုပ်ဖို့ဆိုတာဆုံးမဩဝါဒပေးတယ်မှန်ပါပါ
မြတ်စွာဘုရားသခင်ကိုယ်တော်တိုင်လည်းဉာဏ်တော်တွေကိုဆုံးမဩဝါဒပေးလိုက်တာဒီလိုပေးတာ မှန်ပါဗျာ အဲ့တော့ဆုံးမဩဝါဒပေးတဲ့နေရာမှာနောင်တပူပန်စီတတ်တယ်ဆိုတဲ့အတိုင်းအတာတစ်ခုဇနတန္တမင်းပေးတဲ့ဆုံးမဩဝါဒလူမှုရေးလူဘဝရေးရနဲ့ပတ်သက်တယ်မြတ်စွာဘုရားပေးတဲ့ဩဝါဒကတန်လျာရေးရနဲ့ပတ်သက်တယ်ပေါ့အစင်နဲ့မတူဘူးလို့မှတ်တယ်မြတ်စွာဘုရားကဘယ်လိုဆုံးမလို့ဆိုရဟန်းတွေသုတ်တန်တွေအချို့သုတ်တန်တွေကပါတယ်ဣတံလိဘိက္ခဝေဒုက္ခမူလာတိတုံညာတာจิตသားရဟောရမယ်စိတ်နေတဲ့ကြောင်းရရှိတယ်တပင်ရင်းနေရှိတယ်တိတ်ဆိတ်နေတဲ့တပင်ရင်းနေရှိတယ်သာယထဘိက္ခဝေမာပမဒတ္ထမင်းတို့အဲ့ဒီကိုသွားပြီးတော့လောကကြီးရဲ့သဘာဝကိုယ်ခန္ဓာမှာရှိတဲ့ယုတ်တရားနံတရားတွေကိုရှုချမှတ်ချမိမိတို့မနေကြပြိဋိဘဇာဏိတော်မှာဟောတယ်မလားဘယဓမ္မသင်္ခါရတရားတွေဆိုတာမြဲတာမဟုတ်ဘူးအပ္ပမလေးနဲ့တမ္ပါလေးထသင်္ခါရတရားတွေပေါ်မှာမေ့နေကြမမေ့နေတဲ့လူဘဝမှာလူတွေဟာတနေ့တခြားအိုးအိုပြီးတော့မသွားဘူးလားမှန်ပါပါဗျာ ဟောတယ်ဒါကြောင့်ဒါကိုမေ့မထားနဲ့လို့ပြော မှန်ပါပါဗျာ သင်္ခါရတရားဆိုတာမြဲတာမဟုတ်ဘူးမြည်ရည်ကိုတွေ့တယ်မဟုတ်လားမြည်ရည်ကိုကြည့်လိုက်တယ်ဆိုရင်အမြဲစိမ့်နေတာလေ မှန်ပါဗျာ ဒီတစ်ခွက်မြည်ရည်လေးခိုက်လိုက်ရင်နောက်တစ်ခွက်ခတ်တဲ့ဟာကအရင်ရင်မဟုတ်တော့ဘူးနောက်ရဖြစ်သွားပြီ မှန်ပါဗျာ အဲ့ဒါလိုပဲခုခန္ဓာကိုယ်ဟာလည်းဒီတိုင်းပဲရုပ်ရှင်နာနေဆိုတာဒုက္ခနာမှာရှိတဲ့ရုပ်တရားနာတရားတွေကဒီလိုရွေးရှားနေတဲ့အရာတွေပဲပြောင်းလဲနေတဲ့အရာတွေဖြစ်တယ် မှန်ပါဗျာ အဲ့ဒါကိုဝေယကမ္မထာဝရပစ္စည်းတွေတော့ရှိတယ်မမေ့ချတယ်လို့မောဆောက်တာကတန်လျာရေးနဲ့ပတ်သက်ပြီးဒီလိုဆုံးပါသာယထရှိစင်ညာအမှတ်တမဲ့မနေကြတဲ့အသိဉာဏ်နဲ့စူးစိုက်ပြီးလို့ရှိနေရကဲဘုန်းကြီးတို့တွေကတေချာစဉ်းစားကြည့်မြတ်စွာဘုရားကခိုင်းထားတာကသုတ္တနာမှာရှိတဲ့ယုတ်တရားနဲ့တရားတွေကိုအမှန်တိုင်းမြင်အောင်ရှုကြတဲ့ဒီလိုပြောတာ မှန်ပါဗျာ ဘုန်းကြီးတို့တွေကရှုပြီးတဲ့အချိန်နဲ့မရှုပြီးတဲ့အချိန်ပဲအများ မရှိဘူးဗျာဗျာ ရှိတဲ့အချိန်ကများ မှန်ပါဗျာ ကိုယ်ခန္ဓာမှာဘာတွေဖြစ်နေလဲဆိုတာသိမသိဘူး မှန်ပါဗျာ ကိုသိနေတာကိုလူအကြောင်းဒီလူအကြောင်းကိုအလုတ်ကံဒီလုတ်ကံဒါမသိဘူး မှန်ပါပါ လူတွေကနှစ်ယောက်စုပြီးလို့ရှိရင်သူများအကြောင်းပြောကိုအကြောင်းကိုသိတာမှာ မှန်ပါဗျာ ထင်တော့ကိုအကြောင်းကိုသိတယ်ထင်တာမဟုတ်ဘူးကြားပြီလားတရားထဲဘယ်သူကပြင်ပါလဲဟောဒါမျိုးပဲပြောတာများတယ်လေ မှန်ပါဗျာ အဲ့တော့ကိုအကြောင်းကိုသိတာအမှန်တမ်းလဲတယ်သူများအကြောင်းကိုသိဖို့ကြိုးစားနေကြအဲ့ဒါကြောင့်မြတ်စွာဘုရားကဇာယချကိုပြန်ရှုကြမာပမာဒအထမမေ့ချနဲ့ဒါလို့ဖို့မမေ့နဲ့ဆိုပြီးတော့ဘာပြောလို့ဆိုမြတ်စွာဘုရားမာပိစ္ဆာဝိပတိတာရိနောဟုတ်မင်းတို့နောက်ကြမှာနောင်တပူပန်နေကြရအောင်နေအကယ်၍မလုပ်ဘူးဆိုလို့ရှိရင်နောင်တပူပန်ရမယ်အခုဆိုတော့သာသနာတော်ကြီးနဲ့တွေ့တယ်သာသနာတော်ကြီးနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုသိအောင်မလုပ်လိုက်ဘူးဆိုလို့ရှိရင်နောက်ဘဝဆိုတာသာသနာနဲ့တွေ့ဖို့မတမခဲရင်တော့ မှန်ပါဗျာ အခုတော့မှလည်းသာသနာနဲ့မတွေ့တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်လေ မှန်ပါဗျာ အခုကြည့်ဖို့မရိယာမြို့မှာကြည့်တရားနာတာလေနာနေတဲ့လူကများ ဘုရားများပါဗျာပါဗျာ နာနေတဲ့လူများလောကကြီးမှာကြည့်နိုင်တယ်ဒီတိုင်းပဲလေအေးအခုဒီကနေ့ခဘာမှာတန်ပေါင်း 6,000 လို့ရှိတယ်ဘုရားမြတ်စွာဘုရားတဲ့တရားမှာရှုမှတ်ပွားများနိုင်တဲ့ပုဂ္ဂိုလ်ဆိုနည်းနည်းလေးပဲရှိတယ် မှန်ပါဗျာ မရှိတဲ့ပုဂ္ဂိုလ်တွေအများ မှန်ပါဗျာ အဲ့တော့လိုအခြေအနေတွေမှာဘုန်းကြီးတို့တွေကမေ့နေတယ်လို့ပြောပါပါပဲ မှန်ပါဗျာ အဲ့ဒီမေ့နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့ကြာမှဝိပတိတာရိစေနောင်တပူပန်လေးဖြစ်ကြတယ်ဆိုနောင်ဘဝရောက်တော့အပယ်ငယ်ရောက်ပြီဆိုရင်အေးတို့ဘုရားသာသနာနဲ့ဆွေးခဲ့တဲ့ဘုရားတခါမှရှင်းခိုးခဲ့ဘူးတရားနဲ့စနာပဲပြီးဘူးနဲ့ဆိုပြီးတော့ဒုက္ခရောက်ကြ မှန်ပါဗျာ အ
အားလုံးကြောက်ကြလိုက်မယ်ဒုသနာတော်ဆိုတဲ့တထေသားလေးရောက်လေ ရပါပြီဗျာ အဲ့ဒါလေးလုံးကိုဆိုပြီးတော့သွားတာစကားကိုပြီးအောင်မပြောနိုင်ရဘူးငရဲဥထဲမှာကြမ်းကြမ်းပြီးတော့မြုပ်သွားတာအဲ့ဒါသူတို့နောင်တပူပန်တဲ့စကားတွေပြောတာ မှန်ပါဗျာ ဒုသနာတော်ဆိုတာလူဘဝကတော့သူတို့တကယ်ကိုပျော်ပျော်ပါပါလူဘဝထဲမှာအပျော်လိုက်စားပြီးတော့ရှိတဲ့ပစ္စည်းတွေသုံးချုံလူချင်းတန်းနဲ့လည်းမလုပ်ကိုချင်းသီလဆိုတာလုံးဝမရှိပြောသလိုနေပြီးတော့ပြောသလိုစားကြတဲ့ပုဂ္ဂိုလ်တွေတည်သွားတဲ့အခါငရဲအိုးတွေရောက်ပြီဆိုတဲ့အခါကျတော့မှစကလုံးကိုပြည့်စုံအောင်မပြောနိုင်ဘူးဒုဆိုပြီးတော့မြုပ်သွားလိုက်နာဆိုပြီးတော့မြုပ်သွားလိုက်ပဆိုပြီးတော့မြုပ်သွားလိုက်နာဆိုပြီးမြုပ်သွားလိုက်သောဆိုပြီးတော့မြုပ်သွားလိုက်ဒီစကလုံးလေးတယောက်ကိုတစ်လုံးစီပဲပြောခွင့်ရလိုက်တယ်ငရဲအိုးကြီးတွေမှာထပ်မြုပ်သွားကြတယ်အဲ့တော့သူတို့ပြောချင်တဲ့စကားလုံးလေးတွေကနောင်တရတဲ့စကားလုံးလေးတွေပြောချင်တာပဲ မှန်ပါဗျာ အေးတို့ငရဲခံနေကြတာကြာပြီဘယ်တော့မှလုံးမလဲတို့မှားလိုက်တာလူပြည်ကြာရောက်လို့ရှိရင်တော့ဒီလိုမနေတော့ပါဘူးကောင်းတာလေးလုပ်ပါလိမ့်မယ်လုပ်ပါတော့မယ်ဟောနောင်တပူပန်နေကြတာပဲပေါ့ မှန်ပါဗျာ အေးသာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အချိန်ဘုရားသာသနာနဲ့လည်းတွေ့တယ်တန်ခါးကြီးနဲ့လည်းတွေ့တယ်တရားဓမ္မလည်းနာရတယ်အဲ့တော့ဒီလိုအချိန်လေးမှာတို့တရားဆိုတာကိုမသိလိုက်ရဘူးဆိုရင်နောင်သိဖို့ဆိုမတန်အခင်းသွားဘူး မှန်ပါဗျာ ဒီအချိန်မှာတစ်ခါတော့သိထားလိုက်လို့ရှိရင်နောက်မှအခွင့်အရေးတွေအများကြီးရှိ မှန်ပါဗျာ ဒါကြောင့်မို့ဘယ်အရာပဲဖြစ်ဖြစ်သိတယ်ဆိုတဲ့အသိဉာဏ်ပျောက်သွားတာမဟုတ်ဘူးပြန်ပျောက်မသွားဘူးပျောက်မသွားဘူးဆိုတာစဉ်းစားကြည့်လေငယ်ငယ်တုန်းကကိုတွေ့ကြုံခဲ့တဲ့အရာတွေအသက်50 60 80တွေ့တော့လေပြန်မှတ်မိတာပဲမဟုတ်လား မှန်ပါဗျာမှန်ပါဗျာ အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုဆိုတာလည်းပျောက်သွားတာမဟုတ်ဘူး မှန်ပါဗျာ ဒီကနေ့တရားနာပြီးတော့တရားကိုသဘောကျတာလို့ရှိရင်နောက်တော့လည်းဒီသဘောကျတာဆက်ပါတာတယ် မှန်ပါဗျာ ကြည့်လေဒီရှင်စုလဘန်ရဲ့အလောင်းဟာတခုသောဘဝမှာဘယင်ဖြစ်ခဲ့ဘယင်ဖြစ်တော့အမတန်မှခွေးရှူတဲ့ဘဝလေးနဲ့ခေါင်းကချွေးထွက်တာလေးကိုတုပ်လိုက်တဲ့အခါဘဝလေးမဲသွားတာကြည့်ပြီးဩငါခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့အမတန်ဖြည့်စင်တဲ့ဘဝလေးတော့မဲသွားတာလားဆိုအချိန်ပိုင်းလေးအတွင်းမှာခန္ဓာကိုယ်ရဲ့အပြစ်ကလေးကိုရှုမိလိုက်ရှင်စုလဘန်ဘဝရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားကဘဝပိုင်းလေးပေးပြီးတော့ကမ္ဘာထရှုခိုင်းတဲ့အခါနဲ့တရားလေးတရားရရောက်သွားတာပဲ မှန်ပါဗျာ ဒါအတိတ်နဲ့ဆက်ပေးလိုက်တာ မှန်ပါဗျာ အတိတ်နဲ့ဆက်ပေးတာအဲ့တော့ဘုန်းကြီးတို့မှာဆက်စရာမရှိဘူးဆိုလို့ရှိရင်ဆက်ပေးလို့ရပါ့ ရပါဘူးဗျာ အေးဆက်စရာရှိအောင်ခုတွေအခြေခံလေးတွေကိုလုပ်ထားပါမယ် မှန်ပါဗျာ မလုပ်ဘူးဆိုနောက်ဒီအခွင့်အရေးရဖို့မရှိတော့ဘူး ရှိပါဘူးဗျာ မရှိဘူးပိဿကထုံနာဇလိမောင်နာနဲ့ရှိကတ္တဗဗျာလက်ထက်တော့ကသူကယုတ်နာဆိုတဲ့စကားလုံးကိုကြားခဲ့တယ်လို့နာမရူပဆိုတဲ့စကားလုံးကိုကြားတရားနာတယ်နာမဆိုတာကရူပဆိုတာမှာဒါတွေနဲ့ပတ်သက်ပြီးကြားခဲ့တယ်တဲ့ဟောဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့ဘုရားကိုမေးတယ်ရှင်ဘုရားဘိက္ခုဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာလဲဆိုတော့မြတ်စွာဘုရားသဗ္ဗတောနာမရူပတမေယတ္တနတ္ထိမမယိတံဆိုနာမရူပဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့အဲ့ဒီနာယုနဲ့ပတ်သက်ပြီးတော့ငါဟာဆိုတဲ့တွေ့တာမှုမရှိဘူးတဲ့မရှိတော့တဲ့နောက်လည်းပဲစွင့်ပူပန်မှုမရှိဘူးလို့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘိက္ခုလို့ခေါ်တယ်လို့မြတ်စွာဘုရားကခေါ်လိုက်တာနဲ့ပဲအနာဂတ်အဆင့်ရောက်သွားတာ။ဘာဖြစ်လို့လဲဆိုရင်သူကကမ္မဘုရားလက်ထက်တုန်းကနာမရူပဆိုတဲ့စကားလုံးကိုသူကကြားနာခဲ့ဘူးတာကို မှန်ပါဗျာ အားလုံးလည်းကြားလို့ကြားလိုက်ပဲနော်လင်းတို့သား900ဆိုတာကြားလို့ကြားလိုက် ကြား နောက်ပါဗျာ ဒါကလူသားတောင်မဟုတ်ဘူးလေ မှန်ပါဗျာ လိုင်လူတစ်ခုတည်းမှာယဟန်တော်တွေဟာအဘိဓမ္မာတရားရွတ်ဆိုပြီးတော့နေတာကိုလင်းတို့တွေကဒီအကောင်းဆုံးအကြောင်းကျိုးမသိပေမဲ့တရားနာဆိုတဲ့ပုံမှာသူတို့စိတ်ကလေးကြည်ညိုမှုကလေးရရကြတယ် မှန်ပါဗျာ အဲ့ဒီရခဲ့တဲ့အတန်လေးကဟောဂေါရမမြတ်စွာဘုရားလက်ထက်ကလင်းတို့သား900ဘွားကလာတဲ့ယဟန်900ရှင်သာရိပုတ္တရာမထေရကအဘိဓမ္မာတရားတွေသင်ပေးတာအကျွတ်တရားရပါကြတာ
မှန်ပါဗျာ ဟောအထောက်အကူဆိုတာအဲ့ဒါလိုဆက်တာလို့ပြောတာ မှ နော် န်ပါဗျာ အဲ့ဒါကြောင့်တို့ဘုန်းကြီးတို့တွေကအခုလိုအချိန်ကောင်းနဲ့ကျုံနေတဲ့အချိန်ကောင်းတာတွေညံ့ညံ့လုပ်ဖို့လိုအပ်တယ် မှန်ပါဗျာ သာသနာတော်နဲ့ပတ်သက်ပြီးသိသိလိုက်တာလေတရားဓမ္မတွေအလေးနဲ့ထားပြီးတော့စဉ်းစားတတ်ရမယ်ဆင်ခြင်တတ်ကြရမယ်အဲ့ဒါကိုပြောတယ်မြတ်စွာဘုရားကသာယထဘိက္ခဝေမာပမဒ္ဒထจิตာယဟလို့ကိုရှုမှတ်ဆင်ခြင်ညာတဲ့မာပမဒ္ဒထမမေ့ချနဲ့မာပစ္စာဝိပတိတာနေတော့နောက်ကြမှာငါမလုံးမိလေခြင်းဆိုတာမျိုးကိုဖြစ်စေတယ် မှန်ပါဗျာ နောင်တပူပန္နာဖြစ်တတ်တယ်လို့သူပြောတာဒါကမြတ်စွာဘုရားကနောင်တမပူပန်ဖို့အမြဲတမ်းတိုက်တွန်းပြီးစကားတစ်ခုပဲ မှန်ပါဗျာ ဘုရားတိုက်တွန်းတဲ့စကားလုံးကဘာနဲ့တန်လျာအတွက်ဖြစ်ဘဝတစ်ခုရဲ့အတွက်မဟုတ်ဘူး မှန်ပါဗျာ သို့တော်ဒီဘဝထဲမှာလည်းပူပန်စရာတွေရှိလူဘဝမှာပူပန်စရာတွေတဲ့တန်လျာပူပန်စရာကပိုကြောက်စရာကောင်းတယ် မှန်ပါဗျာ ဒါကြောင့်မို့မြတ်စွာဘုရားကလူဘဝပူပန်စရာတွေကိုအလေးနဲ့ထားမပြောတော့ဘူးတန်လျာမှာပူပန်စရာတွေမဖြစ်ရအောင်လို့ဆိုပြီးတော့ကမ္မထာအထောက်ကြရှုကြမှတ်ကြဒီလိုဆိုတာနော် မှန်ပါဗျာ ဒီလိုတိုက်တော့တာရဟန်းတွေကိုမကြောက်ကြတိုက်တော့နေမြတ်စွာဘုရားမာပစ္စာဝတ္တိတာရိနောအဘုဝဋ္ဌာမင်းတို့နောင်တပူပန်ပြီးတော့မဖြစ်ကြနေနဲ့နောင်တပူပန်မှုတွေမဖြစ်စေကြနေနဲ့အခုတည်းကအချိန်ရှိခိုင်လုံလာဆိုင်ပြီးကြိုးစားကြလို့သို့တော်ဇနတန္တဆိုတဲ့ဒီရင်ကြီးကတော့သူတိုင်းပြည်သားတွေနောင်တပူပန်တတ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူပြောတာကလောကရေးရာနဲ့ပတ်သက်တယ်ပေါ့ဒါလည်းပဲဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာတစ်ခုပေါ့သာသနာ့ဘာအခါမှာဆိုလို့ရှိရင်တော့ဒီလောကရေးရာနဲ့ပတ်သက်ပြီးတော့ပူပန်မှုမရှိအောင်လေကြိုးစားတဲ့ပေါ့သာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါမှာဒီတဲ့ပို့ပြီးတော့အလေးနဲ့ထားပြီးတော့ကြိုးစားကြရဖြစ်တယ်ပေါ့ မှန်ပါဗျာ အဲ့တော့ဇနတနာဘုရင်ကြီးကသူ့တိုင်းပြည်သားတွေကိုသူကအများနဲ့ဆုံးမတာဘာဆုံးမလဲလို့ဆိုလို့ရှိရင်သူပြောတဲ့စကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်နော်အလတ္ထဝိတ္တတပ္ပတိပုဗ္ဗေအာတမုဒ္ဒနိတံလောကလူတွေဟာဘာရှားနေကြတာလို့ဆိုစီးပွားရှာကြလူဆိုတာစီးပွားရှာကြ မှန်ပါပါ ပစ္စည်းဥစ္စာမရှိလေလူဘဝမရတည်နိုင်ဘူးလေ မှန်ပါ မှန်ပါဗျာ ဘာလို့လဲဆိုလူဘဝရတည်လို့ရတဲ့ဘာတွေလိုအပ်တော့စားစရာလိုအပ်တယ်ဝတ်စရာလိုအပ်တယ်နေစရာလိုအပ်တယ်မကြမ်းမှရင်ဆေးဝါးဆိုတာလိုအပ်ဒါကိုပစ္စည်းတွေကခေါ်တာပဲ မှန်ပါဗျာ ပစ္စည်းဆိုတာအသက်ရဲ့အထောက်အကူဘဝမှာရတည်နိုင်ဖို့အသက်ရဲ့အထောက်အကူသက်ရှည်ဖို့အတွက်အကြောင်းတရားတွေလို့ဒီလိုပြောတာလူတွေရဲ့ပစ္စည်းလေးပါပဲဘုန်းကြီးတွေပစ္စည်းလေးပါဘုန်းကြီးတွေကြတော့သွမ်းသင်္ကန်းကြောင်းဆေးလို့ပြောတာပေါ့ မှန်ပါဗျာ လူကြတော့သွမ်းသင်္ကန်းကြောင်းဆေးပဲဟုတ်မလဲလူတွေကြတော့ထမင်းပေါ့စားစရာပေါ့ မှန်ပါဗျာ စားစရာဝတ်စရာနေစရာမကြမ်းပါရင်ဆေးဝါးဒါပဲမဟုတ်လား မှန်ပါဗျာ အေးလောကလူတွေလို့ဖြစ်လာလို့ရှိရင်ငယ်တဲ့အချိန်ကနေစပြီးတော့မရသေးတဲ့စိတ်စိတ်ဥစ္စာတွေရဖို့ရလာတဲ့စိတ်စိတ်ဥစ္စာတွေတိုးဖို့ဆိုတာကြိုးစားပြီးတော့အလုပ်လုပ်တဲ့နေရှာဖို့ဒါလောကကတည်းက မှန်ပါဗျာ စီပွားဥစ္စာရှာမယ်တဲ့ငယ်တဲ့အချိန်မှာမရှာမိဘူးအသက်ရွယ်ကြီးလို့မလုံးနိုင်မကန်နိုင်ရှိပြီဆိုလို့ရှိရင်ဘာဖြစ်လဲငါငယ်တော့ဘောဖြုံးနေတုံးနေတာလေခုချိန်ဆိုမှငယ်တော့ဆုလာလို့မယ်ဆိုခုချိန်မှာငါပတ်စံနေနေချမ်းချမ်းသာသာနေရမှာအခုတော့အသက်ကြီးမှသူများစီသွားပြီးအလုံးလုံးပြီးစားနေရတယ်ဆိုပြီးတော့မပူပန်နေဘူးလား ပူပါ မှန်ပါဗျာ အေးအသက်ကြီးမှဆိုလို့ရှိရင်ဘာလဲဥပမာပြုလို့ဆိုရင်နှံကောင်တို့ဓာခုတ်ကောင်တို့ ਨੇ အလားတူတူတယ်ပေါ့ မှန်ပါဗျာ ပြားတို့ပွဲစိတ်တို့ပွဲစိတ်ဆိုတဲ့အကောင်လေးတွေကျတော့ကြည့်လေမိုးရင်းကာလမှာစားဖို့ဆိုပြီးတော့ခြီကြခြီပြီးတော့တွင်းထဲမှာထည့်ပြီးတော့လောင်ပိတ်ပြီးတော့အဲ့မှာသိမ့်ညမိုးရွာပြီဆိုလို့ရှိရင်သူတို့မှရိတ်ခါပြည့်စုံရှိတယ် မှန်ပါဗျာ နှံကောင်ဆိုတဲ့ကောင်ကတော့ဘာမှဆိုတောင်ခုံလိုက်မြောက်ခုံလိုက်တောင်ခုံလိုက်မြောက်ခုံလိုက်မိုးတွေကြီးလာလို့ဘာမှမရှိတော့ဘူးစားစရာတွေမရှိတော့ဘူးဆိုအဲ့ဒီကောင်ပက်လက်သိတော့တာ မှန်ပါဗျာ နော်အဲ့ဒါဘာလို့ဆိုလို့ရှိရင်
ရှာလိုက်တဲ့အချိန်တုန်းကရှာပြီးစူဆောင်းထားတဲ့အလေးထားမရှိတော့စားစရာမရှိတော့ဘူးဆိုတဲ့အချိန်မှာငတ်သေးတာဟော မှန်ပါဗျာ အဲ့ဒါကြောင့်လို့ဇနတနာဘုရားကြီးကသူ့တိုင်းသူပြည်သားတွေကိုပြောတယ်မင်းတို့အရွယ်ရှိတော့ပစ္စည်းဥစ္စာဆိုတာရှာထားကြမရှာလို့ရှိရင်နောင်ကြလို့ရှိရင်ပူပန်တတ်တယ်နောင်တပူပန်ရတတ်တယ်တဲ့ဒါလည်းဟုတ်တယ်သူတာသူဆုံးမတဲ့စကားတစ်ခုနော် မှန်လား မှန်ပါဗျာ အေးပစ္စည်းဥစ္စာဆိုတာလုံးလုံးအောင်ရှာဝေထားနေတယ်နောက်တစ်ခုသူပြောတာကဘာလို့ဆိုလို့ရှိရင်လူတွေကအသက်အရွယ်နုနယ်စဉ်အခါမှာပညာတရားနဲ့အချိန်ဆိုတာရှိတယ် မှန်ပါဗျာ လူဘဝရောက်လာလို့ရှိရင်တတ်တဲ့တတ်ထိုက်တဲ့အတတ်ပညာဆိုတာရှိရ မှန်ပါ အဲ့ဒီအတတ်ပညာကိုစွမ်းရည်တတ်ရှိနေတဲ့အချိန်လေးမှာအတတ်ပညာသင်ရမယ်။ဟောစာသင်ရမယ့်အချိန်စာသင်ပေါ့။နောက်ဆုံးမှာအသက်အရွယ်ရလာလို့ပညာနဲ့ရှင်လိုက်တဲ့အခါဘာပညာမှမတတ်ဘူး။ကိုကအောက်ကျနောက်ကျဖြစ်နေပြီဆိုရင်ငါငယ်ငယ်တော့မသိငယ်မိတာမှားလေခြင်းလို့ဟောနောက်လာပူပန်မှုတွေဖြစ်ဘူးလား ဖြစ်ပါဗျာ အဲ့ဒါကြောင့်တัจจရူပံပုရိတန်တံငါစွမ်းနိုင်တဲ့အချိန်တုန်းကတဲ့ငါမသိနေဘူးမယာသိပ္ပံနသိခိငါတတ်ပညာကိုမသိငယ်ဘူးတဲ့ကိစ္ဆာဝုဒ္ဓိအသိပ္ပတာတတ်ပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်မွေးဝမ်းကြောင်းဟာအမှန်တမ်းခက်တယ်ပညာမတတ်လို့ရှိရင်ဘာသာစကားရှိသူကြီးတွေလည်းပြောတယ်မို့လားပညာမရှိသူဤဝန်ထမ်းနဲ့နော် မှန်ပါဗျာ ဘာမှမတတ်တဲ့လူတယောက်ဟာခိုင်းတတ်တယ်ကိုသွားလိုက်စားဒီသွားလိုက်စားသူဘာမှမလုပ်နိုင်ဘူးလေ မှန်ပါဗျာ ဘာမှမလုပ်တတ်ဘူးအဲ့တော့ပညာမတတ်တဲ့လူပညာမရှိသူဤဝန်ထမ်းဆိုတာဘာမှမသိတဲ့နလဘိန်းတုံးဖြစ်တယ်အသက်မွေးမှုလည်းခက်တယ်သူများဘောမှာခူလီထမ်းပြီးတော့စားရတဲ့ဘဝမျိုးရောက်သွားတယ်အဲ့ဒီချိန်ကျတော့မှကိုယ်တငယ်ချင်းတွေကိုယ့်ရဲ့အပေါင်းအသင်းတွေကပညာတတ်ကြီးဖြစ်ပြီးတော့ဟောမှာတင်းအောင်တင်းနေနေတော့ဩငါမတင်ခဲ့မိတာမှားလေခြင်းဆိုပြီးနောက်တာပူပန်ကြတယ် မှန်ပါဗျာ အဲ့ဒါကြောင့်လို့အဲ့လိုမဖြစ်စေနဲ့ဒါသူတိုင်းလူပြည်သားတွေသူဆုံးမဩဝါဒပြုတယ် မှန်ပါဗျာ ဟောနောက်တစ်ခုကတော့ဘာဖြစ်တတ်တယ်ဆိုမတရားလုပ်တဲ့လူတွေနဲ့ပတ်သက်တာလောကလူတွေဟာဒီကိုယ်ထမင်းကိုစားပြီးတော့အရက်ထဲမှာတယောက်နဲ့တယောက်မတက်အောင်အတင်းအချင်းပြောပြီးတော့တိုက်တက်ခိုက်တက်တဲ့လူမျိုးကရှိသေးတယ်လေ မှန်ပါဗျာ တော်တော်ပေါ်တယ်နော်အရက်ထဲမှာကိုလူအတင်းလိုက်ပြောဒီလူအတင်းလိုက်ပြောဟောတယောက်နဲ့တယောက်မတက်တာဖြစ်လူတွေတော်တော်ရည်ရှာကောင်းတယ်လူတစ်ယောက်ထိုင်ပြီးနှစ်ယောက်ဆုံးနေဆိုရင်ဘာပြောလဲကြားပြီးပြီလားတောင်ရကဘယ်သူမြောက်ရကဘယ်သူတရားစားကြားပြီးပြီလားအစနော်ပြောပြီးအတင်းချင်းတွေအချီချပြောလိုက်ကြတယ်နှစ်ယောက်တည်းကတစ်ယောက်ကနေပြီးတော့ကဲလှုပ်ရှားလေးရှိတယ်ပြန်လိုက်အောင်မယ်ဆိုကျန်တဲ့တွေကဘာလို့မေးလေးထိုးလိုက်တယ်သူလည်းတူတူပဲဟုတ်ကဲ့လား မှန်ပါဗျာ သူလည်းတူတူပဲဆိုပြီးတော့မေးလေးတော့ထောင်းလိုက်ငေါ့လိုက်သေးတယ်ဒါကြောင့်မို့လို့လောကလူတွေဟာလေအတင်းအချင်းပြောဖို့ကြတော့ဝန်မလေးဘူးဒါကို gossip လို့ခေါ်အတင်းအချင်းပြောကြအတင်းအချင်းပြောတယ်ဆိုသူကလူဟာအတင်းအချင်းပြောရမယ်ဆိုသိသိတာနှစ်ယောက်ပေါင်းလို့ပြောပြီးသူများအကြောင်းပြောပြီးတော့အဲ့ဒီလူကတော့သိတော်တာပဲစီးပွားရေးတွေလည်းအောင်မြင်တယ်ဆိုပြီးတော့ဒီလိုပြောရတာနေပြီးတော့မပြောလို့ဒါပေမဲ့ဆိုတာသိတာသူနော် မှန်ပါဗျာ ဒီတော်တော့ပါတော့ဒါပေမဲ့ဆိုတာလာပြီးအတင်းပြောတော့မယ်အဲ့ဒါ မှန်ပါဗျာ လောကလူတွေထဲမှာဒါပေမဲ့ဆိုလို့ရှိရင်တော့အဲ့ဒါသိကြပြီနော်အတင်းပြောအဲ့လိုအတင်းချင်းပြောပြီးတော့တယောက်နဲ့တယောက်မတက်အောင်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းနောင်တပူပန်ရတတ်တယ် မှန်ပါဗျာ ငါမဟုတ်တာတွေလုပ်ပြီးတော့လူနှစ်ယောက်မတက်အောင်လုပ်ခဲ့ပြီးတယ်ဆိုပြီးစိတ်ထဲမှာအဲ့လိုဖြစ်တတ်တယ်ဒါမျိုးလေးရှောင်ရမယ်ဒီလိုပြောနော် မှန်ပါဗျာ ဟောနောက်တစ်ခုကျတော့ဘာလို့ဆိုပါဏာတိပါတိပုရိအာတိလုတ်တော်စာတိအနာရိယဘူတနာနပစယေတပိစ္ဆမနုတပတိစနဗန္နမင်းကြီးကပြောရဲရဲဆက်ဆက်အညာတာကရုဏာမရှိတဲ့ပုဂ္ဂိုလ်တယောက်
ချက်ကလေးတွေငှက်ကလေးတွေဝါကလေးတွေတတ်လိုက်ဖြတ်လိုက်နော်အညာတာကရုဏာကင်းမဲ့ဆိုတတ်ဖြတ်လာတဲ့ပုဂ္ဂိုလ်တရားဟာနောက်ကြလို့ရှိရင်နောက်တတ်ပူပန်တတ်တယ်ငါမဟုတ်တာတွေလုပ်ပြီးကိုဒုက္ခရောက်ပြီဆိုတဲ့အခါမှာကိုရက်ဆက်ခဲ့တာတွေပြန်ပြီးတော့စိတ်နှလုံးပူပန်ပြီးတော့ပြန်တတိယခုနကညီကို2ယောက်နွားသက်သမားညီကို2ယောက်အကိုကြီးမှပူပန်ရတယ်လို့လည်းဟောမှန်ပါဗျာအဲ့ဒါလေးဖြစ်တတ်တယ်ဒါကြောင့်မို့လို့အဲ့ဒီလိုနောင်တပူပန်စေတဲ့ပါဠိပါဒအမှုမျိုးကိုမလုပ်ရဘူးလို့ဒီလိုဆိုတယ်မှန်ပါဗျာဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တချို့ကလူမှုရေးဖောက်ပြန်ပြီးတော့အပြောပါလိုက်စားအရာထဲမှာအပြောပါလိုက်စားတဲ့လူရှိတယ်ပေါ့မှန်ပါဗျာရှိတော့ကတော့ကြာပူရီလို့ခေါ်တာလေးလည်းရှိတယ်ပေါ့ဒါအထူးပြောတဲ့တော့သိတော့မလို့ပေါ့မှန်ပါဗျာပရဒရကံသူတော်ဘာသာမယားတွေပြင်းမှားတတ်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့လိုသူတော်ဘာသာမယားတွေပြင်းမှားပြီးတော့အပြောလိုက်စားတဲ့ပုဂ္ဂိုလ်ကြီးခုနကဒုသနာတော်ဆိုတဲ့အခရာလေးလုံးကိုရွတ်ဆိုပြီးတော့ငရဲထဲမှာမြုပ်သွားတဲ့တထေသားလေးယောက်ဆန်းတယ်ပေါ့မှန်ပါဗျာအဲ့ဒီလိုအပြောကျူးလွန်ပြီးတော့အပြောလိုက်စားတတ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းနောင်ကြလို့ရှိရင်ပူပန်ရတတ်တယ်မှန်ပါဗျာခုဘဝဆိုပို့ဆိုတာနော်မှန်ပါဗျာခုဘဝဆိုဒီဘဝတွေလည်း HIV တဲ့ဘာနဲ့လာတော့မှာဟုတ်လားမှန်ပါဗျာပူပန်တဲ့သောကတွေဖြစ်ချရဆိုတာအများကြီးဖြစ်ဒါကြောင့်မို့ဆိုင်းဘုတ်ကြီးတွေရေးထားတယ်မဟုတ်လားအားလုံးဖတ်မိကြပါလိမ့်မယ်ကိုရဏတိဆေးမရှိလို့လေမှန်ပါဗျာအဲ့တော့ဒီလိုအပြောလိုက်စားတော့အားကြီးရတယ်ဟာလည်းပဲတဲ့နောင်တပူပန်ရတတ်တဲ့အကြောင်းကိစ္စတွေတခုဖြစ်လာတယ်မှန်ပါဗျာဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တချို့ကစားကြရတော့ဆရာတွေအလွန်ပေါ်ပစ္စည်းဥစ္စာတွေပေါ်တယ်ကျွေးနိုင်မွေးနိုင်ရှိတယ်သို့တော့ဒါနကောင်းမှုမလုပ်ခဲ့ဘူးစီးပွားဥစ္စာတက်တုံးကလူတာတွေတန်းတာတွေမလုပ်ဘူးစားကြရတော့ဆရာလေးပေါ်ရမယ်ကိုယ်အိမ်မှာဟုတ်လားသမင်းနေပေါ်များများချက်ခဲ့တာနဲ့ဆွမ်းလေးသုံးတောင်လောင်းမိဘူးအကြောင်းကိုဆွမ်းတော့တောင်မပို့မိဘူးအလူတန်းလည်းမလုပ်မိဘူးဘယ်သူမှလည်းမကြွေးဘူးဟောနောက်ဆုံးကြတဲ့အခါကျမရှိတော့တဲ့အချိန်ကျပဲဖြစ်တော့ဟောငါပေါ်တော့မှမလူခဲ့မိဘူးဆိုပြီးတော့နောက်တစ်ပုပ္ပန်တတ်တယ်တဲ့မှန်ပါဗျာနောက်မလူခဲ့သည့်အတွက်ကြောင့်ဖြစ်လျက်တည်းရမှာဆင်းရဲမွဲတည်တဲ့အခါကျတော့မလူလို့မရှိလို့မလူဆိုတဲ့တန်မြာကြီးထဲမှာအဲ့ဒီပုဂ္ဂိုလ်ဟာခေါင်းမဖော်နိုင်အောင်ဒုက္ခရောက်သွားတာတည်းအဲ့ဒါကြောင့်မို့လို့ကိုယ်မှာစားရတောက်เสียအစာအာဟာရရှိနေတဲ့အခါလူမိတမ်းမိဖို့အရေးကြီးတယ်မှန်ပါဗျာအနည်းဆုံးဆုံးလေးတစ်စုံလောက်တာအစာလူဖို့တမ်းဖို့မြတ်စွာဘုရားကဒါနကောင်းမှုနဲ့ပတ်သက်ပြီးဘယ်လောက်ထိအောင်ဟောထားလို့ဆိုရင်ကိုယ်အိမ်မှာပကံခွက်ရောက်ကလေးတွေဆေးတာကိုယ်ဆေးရခွက်ဆေးတွေကစားပြီးတတ္တဝါလေးတွေစားကြပါစေဆိုတဲ့စေရနာနဲ့သွန်မယ်စွန့်ပြစ်မယ်ဆိုရင်ကုသိုလ်ရတယ်လို့တောင်ပြောတာမှန်ပါဗျာဒါအောက်ထစ်ဆုံးပြောမှန်ပါဗျာကိုစားတဲ့ထက်ကသူများကိုခွဲဝေပြီးတော့ပြေးမယ်ကျွေးမယ်လှူမယ်တန်းမယ်ဆိုလို့ရှိရင်ဘယ်မှာကုသိုလ်များရှိမလဲမှန်ပါဗျာရတယ်ဒါနကောင်းမှုဆိုတာလုပ်တဲ့လုပ်ထိုက်တာလုပ်ရတယ်တဲ့မလုပ်ဘူးဆိုလို့ရှိရင်လောကမှာဒီအစာအာဟာရပေါ်များမှုအိမ်တွေမှာအစာအာဟာရပေါ်များတယ်ဆိုတဲ့အိမ်တွေဟာအတိတ်ဘဝမှာလှူခဲ့တာအတိတ်ဘဝမှာလှူခဲ့တဲ့အိမ်တွေမှာစားစရာတွေပေါ်တယ်တောက်စရာတွေပေါ်တယ်အကုန်ပစ္စည်းဥစ္စာတွေပေါ်များတယ်မလှူခဲ့တဲ့အိမ်တွေမှာရှားပါတာပဲအမြဲတမ်းနော်ထမင်းတောင်မှမနဲ့စာနဲ့နေစာညစာပေါင်းစားရတယ်ဆိုတာမျိုးတွေဖြစ်တယ်မှန်ပါဗျာအဲ့ဒါမျိုးဖြစ်တဲ့အခါကျတော့နောင်တပူပန်ရတတ်တယ်တဲ့ဒါကြောင့်မို့လို့ရှိတော့မှဒါနကောင်းမှုဆိုတာလောက်ရတယ်ဒီလိုဆိုတယ်နော်မှန်ပါပါဟောနောက်တစ်ခုကဘာပြောဆိုမန္တရံပိတရံဝါပိစေရကံကတရုပ်တချို့မှာအမေအိုဖေအိုတွေရှိအမေအိုဖေအိုတွေရှိအရွယ်တွေလုံးကုန်ပြီသူကသူလုံးတိုင်မစားတော့ဘူးသားသမီးလုပ်တဲ့ပုဂ္ဂိုလ်တွေကစီးပွားရေးလည်းအဆင်ပြေတယ်စားနိုင်တော့တယ်သို့တော့အမေအိုဖေအိုတွေကိုကြည့်ဖို့မရဘူးပြစ်ထားတယ်ကိုယ်မေစားဖို့ကိုယ်ဖေစားဖို့ခင်းလဲတစ်ခွက်ထ
ထမင်းလေးတစ်နဲ့ခေါ်ပြီးတော့ကျွေးတာမဟုတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းကိုကိုရဲ့အမေကိုအဖေကိုရောက်ဘဝရောက်လာတဲ့အခါမှာနောင်တပူပန်ပြားတွေနဲ့ဂျုံတတ်တယ်ဒီဘဝမှာလည်းဒါတွေကဖြစ်တတ်တယ်နော်သားသမီးကကြည့်မိဘကိုဂရုစိုက်တဲ့သားသမီးဆိုလို့ရှိရင်သူ့သားသမီးကသူ့ကိုပြန်ဂရုစိုက်တဲ့ခံရကိုကမိဘကိုထော်လော်ကန်းကလုပ်ခဲ့လို့ရှိရင်ကိုသားသမီးကကိုထော်လော်ကန်းကပြန်လုပ်တယ်မှန်ပါဗျာဒီဘဝတည်းနဲ့ဝတ်လေတယ်လို့ပြောတာမှန်ပါဗျာအဲ့ဒါမျိုးကခဏခဏကြားဘူးတယ်ကြုံလဲကြုံပါနော်ဒါကြောင့်မလို့ကိုမှတတ်နိုင်တဲ့အနေအထားလေးရှိတယ်ဆိုတဲ့သားသမီးတိုင်းဟာအမေကိုအဖေကိုတွေကိုဒါတို့အတွက်တကယ်ကိုကုသိုလ်ရတဲ့ကုသိုလ်ပြုတာဌာနကြီးတွေပဲလို့ဆိုအမေကိုအဖေကိုတွေကိုတလောက်တဆူကျွေးဖို့မမေ့ရဘူးဒါပါမှန်ပါဗျာပြုစုဆောက်ရှောက်ဖို့မမေ့ရဘူးမေ့နေလဲဆိုလို့ရှိရင်နောင်တပူပန်မှုဖြစ်တတ်တယ်မှန်ပါဗျာဒါကသနတ္တဘုရင်ကြီးကအမေအိုရီအဖေအိုရီမမေ့ချဘူးဆိုပြီးနှိုးဆော်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ကိုယ့်ကိုပညာသင်ပေးတဲ့ဆရာသမားတွေရှိငယ်စဉ်တောင်ရှိကကလေးဘဝလာစားပြီးတချို့ကျကျေးဇူးတည်တဲ့ပုဂ္ဂိုလ်ဆိုရင်သင်ဆရာမြင်ဆရာကြားဆရာဆိုပြီးတော့ဆရာတောင်ကအမိလူလိုက်တော်တာရှိသေးတယ်နိမှန်ပါဗျာမသိတတ်တဲ့ပုဂ္ဂိုလ်ကျတော့ဆရာတောင်အတိမမပြုတတ်ကြဘူးအဲ့ဒီမှာမြတ်စွာဘုရားခင်ကိုရောမြတ်ကကိုယ့်ကိုပညာသင်ပေးထားတယ်လမ်းညွှန်မှုပြုထားတယ်အမေဖေဆိုလို့ရှိရင်ပုဗ္ဗာဆရာပဲလက်ဦးဆရာပဲအဲ့ဒါလို့ဆရာသမားတွေဆိုလို့ရှိရင်ယုတိလေးစားကြရမယ်တတ်နိုင်တယ်ကြဆရာသမားတွေကျေးဇူးကိုဆက်ကြရမယ်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်နောင်တပူပန်ရတတ်တယ်တဲ့မှန်ပါဗျာဒီလိုပြောနော်ဟောနောက်တစ်ခုကျတော့ဘာသာရေးကိစ္စနဲ့ပတ်သက်တာလောကမှာမြင့်မြတ်တဲ့ကိုချင်းတရားကောင်းတဲ့အလှကံပုဂ္ဂိုလ်သမဏဇမဏရှေးကအခေါ်နဲ့ခေါ်သမဏဆိုတာကိရိတာငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်လောဘတွေဒေါသတွေမောဟတွေလျှော့ချကြိုးစားနေတဲ့ပုဂ္ဂိုလ်ဇမဏဆိုတာလည်းအကုသိုလ်တရားတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေသီလရှိတဲ့ပုဂ္ဂိုလ်တွေကိုနော်စိတ်ကြရမယ်သူတို့စီကနေပညာတရားဓမ္မကိုနာရမယ်အဲ့ဒီလိုလုပ်တဲ့ပညာရှိဉာဏ်ကံဃာတွေနဲ့တွေ့တဲ့အခါဘာသာတရားနဲ့ပတ်သက်ပြီးတော့မေးမြန်းရမယ်တရားဓမ္မနဲ့ပတ်သက်ပြီးမေးမြန်းရမယ်စုံစမ်းရမယ်တရားနာရမယ်ဒါတွေမလုပ်ဘူးလို့ဆိုတဲ့အချိန်မှာနောင်ကြလို့ရှိရင်နောင်တပူပန်မှုတွေရှုံးလာတတ်တယ်မှန်ပါဗျာဒီဘဝမှာမကြော်ရင်နောင်ဘဝမှာဒါတွေကငါမလုပ်ခဲ့ပြီလားမှားလေခြင်းဆိုတာဖြစ်တတ်တယ်မှန်ပါဗျာအဲ့ဒါလိုလောကမှာနောင်တပူပန်ဆိုတာလေအများကြီးနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကိုချင်းတရားကြည်ကြံကြုတ်ကိုအထုတ်တဲ့ကိုချင်းတရားတွေရှိအဲ့ဒီကိုချင်းတရားတွေကိုကိုကမကျင့်ခဲ့ဘူးကိုချင်းတရားတွေဖောက်ဖြစ်ပြီးကိုချင်းတရားတွေကိုမကျင့်ဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဘာဖြစ်လဲငယ်ငယ်တော့ငါစွမ်းနိုင်တော့မကျင့်ခဲ့ဘူးခုတော့ကိုယ်လည်းကိုမတည်နိုင်ကိုချိန်လည်းကိုမတည်နိုင်တရားကြောင်ဆောင်မှနှစ်ယောက်ဆက်ပြီးဆိုတဲ့အချိန်မှာအရေးလေးကြီးငါထိုးတာပေါ့ငါဘာမှမလုပ်ရသေးဘူးကိုမကျင့်ခဲ့တာတွေကိုခုမှဆရာဝန်ကြီးတယောက်ယောဂဖြစ်တယ်ယောဂဖြစ်တာယောဂဖြစ်တဲ့အခါကျတော့သူကအသေးယောဂဖြစ်တာပေါ့အသေး6တယ်လို့ဒီလိုပြောတာအဲ့ဒီအသေး6တယ်ဆိုတာနည်းနည်းကုလို့ရပြီအသေး6တယ်မဟုတ်ဘူးအသေးကင်ဆာဖြစ်လာပြီဆိုရင်ကုလို့မရဘူးပေါ့ဟုတ်ပါဗျာအဲ့တော့မိသားစုတွေကအသေး6တယ်လောက်ပဲပြောတာအသေးကင်ဆာလို့မပြောဘူးမိသားစုတွေကတော့သိတယ်နောက်ကြတဲ့အခါကျတော့အဲ့ဒီဆရာဝန်အသက်ကင်ဆာဆိုတာတနေ့တခြားလူဟာအားလေးဆုပ်ယုပ်ပြီးတော့ပိမ့်ပြီးနောက်ဆုံးမှာဒီဘိုက်ကလေးဖောင်းလာပြီးအစာချေနိုင်တဲ့ဆွမ်းမရှိတဲ့အခါကျတော့သူ့ကိုယ်သူလည်းဆရာဝန်ဆိုသိတာပေါ့အသက်ကင်ဆာဖြစ်တာအဲ့ဒီအချိန်ကြတဲ့အခါကျတော့ဘာပြောလို့ဆိုအေးရာကျုပ်မသေးခြင်းသေးဘူးဘာမှလည်းမလုပ်ပါသေးဘူးတေကံလေးကြတော့ဘာမှလည်းမလုပ်ပါဘူးဘာသာတရားနဲ့ပတ်သက်ပြီးတော့ဥပုသ်ဆောင်တာတို့လူရတန်းတာတို့ဘာမှမလုပ်ပါသေးဘူးဆိုတာကိုဖြစ်လာတတ်တယ်အိဋ္ဌာ
မမဖေယ တချို့ဆိုရှိတယ်မဟုတ်လားသားလေးမတူရသေးလို့သမီးလေးတိလရှင်ဝမပေးရသေးလို့ဘာမလုပ်ရသေးလို့ညာမလုပ်ရသေးလို့တည်တော့မယ်ဆိုရင်ဒါမျိုးတွေဖြစ်တတ်တယ်လေအဲ့ဒါလို့နောင်တဥပမှုဆိုတာဖြစ်လာတတ်တယ်တဲ့ဒါကြောင့်မို့လုပ်တဲ့လုပ်ထိုက်တာကျမ်းမာနေတဲ့အချိန်ရှိနေတဲ့အချိန်တက်တက်ကြွကြွလုပ်ရမယ်ဒါသရတနာကြီးကသူတန်းလို့ပြည်သားတယ်ဟောတဲ့အရာဟုတ်ကဲ့အဲ့ဒါလို့ဟောလိုက်တဲ့အခါတိုင်းပြည်သားတွေသူပြောတဲ့စကားတွေကလောကဘဝတစ်ခုမှာပူပန်တတ်တဲ့ကိစ္စကိုပြောတယ်။မြတ်စွာဘုရားဟောတဲ့အခါအစင်းမြင့်ပို့ပြီးတော့မြတ်စွာဘုရားကဇာယထဘိက္ခဝီမာပမန္တတမာပစ္ဆာဝိပတိတာရိနောဟောတာအဟုဝတ္ထနောင်ကြမှာမင်းတို့နောင်တပူပန်နေချရလိမ့်မယ်။နောင်တပူပန်မှုမရှိရအောင်အခုတည်းကနေပြီးတော့သမထဖြစ်စဉ်ဝိပဿနာဖြစ်စဉ်ဒါတွေကိုကျင့်ညာလို့မြတ်စွာဘုရားတည်ဟောတာနော်အဲ့ဒါကြောင့်လို့တရားရှိခင်သူတော်စင်ပြိဿတို့ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်ဘာလုပ်ရမလဲဆိုတော့ကိုယ့်ကိုဆင်ခြင်စဉ်းစားကြည့်တို့တွေသာသနာနဲ့ကြုံနေပြီဘာလုပ်တဲ့လဲဆိုတာအလေးနဲ့ထားဘာလုပ်တဲ့လဲဆိုရင်တာမန်အားဖြင့်ပြောမယ်ဆိုရင်ကုသိုလ်လုပ်တဲ့ပေါ့နော်မှန်ပါဗျာအဲ့ဒီကုသိုလ်ဆိုတာဘာကုသိုလ်တွေလဲလို့မေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကုသိုလ်ဟာဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်ဘာဝနာကုသိုလ်ရှိတယ်ဒါနကုသိုလ်လည်းလုပ်တဲ့နဲ့သီလကုသိုလ်လည်းလုပ်တဲ့ဘာဝနာကုသိုလ်လည်းလုပ်တဲ့အဲ့ဒီကုသိုလ်တွေကတစ်ခုနဲ့တစ်ခုမတူညီတဲ့သဘောလေးတွေရှိဒါနကုသိုလ်ဆိုတာဒီဒါနကုသိုလ်လုပ်ခြင်းဖြင့်သာသနာတော်နဲ့ပတ်သက်ပြီးဒါနကုသိုလ်လုပ်ခြင်းဖြင့်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်စိတ်ချမ်းသာမှုကျင့်တတ်မှုပိဋိဒုက္ခဒီဘဝမှာရရှိတယ်။ရှားရှိလို့လည်းမကဘူးဒီဘဝမှာလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တယောက်မှာစီးပွားဥစ္စာနဲ့တက်လာတတ်တယ်။ဟုတ်။မှန်ပါဗျာ။မလူမတန်းတဲ့ပုဂ္ဂိုလ်ဟာတဖြည်းဖြည်းချောက်ပါ။ဘာဖြစ်လို့လှူတန်းတဲ့တန်းတဲ့ပုဂ္ဂိုလ်ဟာတိုးတက်လာရတယ်လဲလို့ဆိုရင်အတိတ်ဘဝတော့သူကုသိုလ်ကောင်းမှုတွေရှိတယ်။ရှိခဲ့လို့လူဘဝမှာလာရောက်ထိုက်တဲ့တလောက်ဒါနကောင်းမှုရှိတယ်။ဒီဘဝမှာဒါနကောင်းမှုထပ်ပြီးတော့ပံ့ပိုးပေးလိုက်တဲ့အခါကျတော့အတိတ်ဘဝဒါနကုသိုလ်ပို့ပြီးတော့ဆွမ်းအားတွေမြင့်လာပြီးစာဝန်တွေပို့ပြီးတော့ပြည့်စုံလာတယ်။ဒါကြောင့်မို့တချို့ပြောကြတယ်ဟုတ်လား။လှူလိုက်တဲ့အခါကျတော့ပို့ပြီးတော့လောဘကံရတွေဆင်ပြေးလာတယ်လို့ပြောကြတယ်လေ။မှန်ပါဗျာ။အဲ့ဒါဒါနကောင်းမှုဆိုတာလည်းလောရတယ်တဲ့။ဒါဖြင့်ဒါနတွေနဲ့ရှင်းနိုင်ရမလားလို့ဆိုမဟုတ်ဘူး။ဒါနကောင်းမှုတစ်ခုတည်းနဲ့ရှင်းနိုင်လို့မရသေးဘူး။လုပ်တဲ့နာကနောက်တစ်ခုကပါလို့ဆိုရင်ကိုချင်းတရားကောင်းမှုအနည်းဆုံး၅ပါးသီလကိုထိန်းသိမ်းဆောင်ရှောက်။မှန်ပါဗျာ။၅ပါးသီလထိန်းသိမ်းဆောင်ရှောက်ပါဘဝတစ်ခုရလာတဲ့အခါပြည့်စုံကဲစဉ်းစားပြီးတော့ကြည့်အောင်ဘုန်းကြီးတို့တရေမှာဒါနကောင်းမှုရှိပြီးတော့လူ့ဘဝရောက်လာတယ်ဆိုတော့ကဲဒါနကောင်းမှုရှိလို့လူ့ဘဝရောက်တဲ့အခါမှာပစ္စည်းဥစ္စာပေါ်တယ်သို့တော့သီလမလုံခဲ့တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာမွေးလာကြတဲ့ဆရာဝန်နဲ့ဆေးခန်းနဲ့ဆေးစားနေရတဲ့အကြောင်းအရာမကောင်းဘူးဆိုရင်သူရတဲ့ပစ္စည်းဥစ္စာသုံးတဲ့တည်းတဲ့ပါဗျာတဲ့တော့ဟုတ်ကဲ့မှန်ပါဗျာသီလမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားကြည့်တတိယအိမ်မှာမွေးလေကျောင်းရည်မကောင်းတဲ့အတွက်ကြောင့်သူဟာဆေဝါဒစာနဲ့လူဘဝရဲ့ချမ်းသာဒုက္ခဘယ်ခန္ဓာမှာတော့မှန်ပါဗျာစိတ်ဥစ္စာတွေရတာလက္ခဏာလူဘဝရတာသူ့ဖို့လက္ခဏာနောက်ကျယောဂါတွေများငယ်ငယ်နဲ့သိဒီလိုဖြစ်တယ်အဲ့တော့လူကြီးရတို့လက်ကနတ်ပါဘူးဗျာအဲ့ဒါပါဏာတိပါဒဆိုတဲ့သီလမလုံခဲ့လို့ဒီလိုဖြစ်တာတဲ့မှန်ပါဗျာအာရိဏဒါနမလုံခဲ့ဘူးဆိုလို့ရှိရင်လူဘဝရလာတယ်ပါဏာတိပါဒလုံနည်းအတွက်ကြောင့်အသက်ရှည်တယ်ကျမ်းမာတယ်သို့သောရှိတဲ့ပစ္စည်းဟာခဏခဏတစ်ခုခုခံရတယ်နော်နင်းဆိုရတာသိမ့်တာခံရတယ်မိတဲ့ပါလို့ရည်တဲ့မျောတဲ့ဒုက္ခတွေရတယ်ခဏခဏကိုယ်လောက်ခဲ့တာအာရိဏသီလမလုံနေပြီပြောမှန်ပါဗျာဒါလည်းမကောင်းနောက်တစ်ခါသီလလည်း
ပါဏာတိပါဏနဲ့လုံလို့ကျမ်းပါပါရဲ့အသက်ရှင်ပါရဲ့အရိဏဒါနလုံနည်းအတွက်ကြောင့်စီးပွားဥစ္စာတွေလည်းခိုင်မာပါရဲ့သို့တော်အရက်ထဲမှာလူတကာကအမြင်ကတ်တယ်ရန်လူပေါ်တယ်ဘယ်သူနဲ့မှအပေါင်းအသင်းလုပ်လို့မရဘာဖြစ်လို့လဲဆိုကာမေတုမိစ္ဆာစာမလုံနဲ့ မှန်ပါဗျာ ဟောနောက်တစ်ခုကဲကာမေတုမိစ္ဆာစာလုံလို့လူချစ်လူခင်တော့ပေါ်တယ်ဒါပေမဲ့သူ့မတရားဆွဆွဲမှုတွေခဏခဏခံမခိုးဘဲနဲ့ခိုးတယ်မလုံဘဲနဲ့လုံတယ်နဲ့ဆိုပြီးတော့မတရားဆွဆွဲတာတွေအတိုင်ခံရတာတွေအခန်းချုပ်ခံရတာတွေခဏခဏကြုံတတ်တယ်ဘာဖြစ်လို့လဲဘုဒ္ဓဘာသာလုံနေလို့ မှန်ပါဗျာ အဘုဒ္ဓအပက္ခဏမောက်ထားတွေနဲ့ဆွဆွဲခံရတတ်တယ်အေးနောက်ဆုံးမှာပါဏာတိပါဏလုံလို့ကျမ်းမာတဲ့အသက်ရှိတယ်အရိဏနာလုံလို့စီးပွားဥစ္စာတွေခိုင်မြဲတယ်ကာမိတုမိစ္ဆာစာလုံလို့လူကြီးလူခင်ပေါ်တယ်ဘုဒ္ဓဘာသာလုံလို့ဆွဆွဲမခံရသို့တော့ဒီလူဟာသူ့ဓာလေးတွေကမလုံသေးတဲ့အတွက်ကြောင့်ကြက်မပြည့်ဘူး မှန်ပါဗျာ အိုင်ကျူမမြဲဘူးတဲ့စာသင်လို့မရဘူးဟောကြောင်းတော်လူမျိုးဖြစ်တယ် မှန်ပါဗျာ အဲ့တော့လူဘဝမှာကြည့်ငါးပါးသီလမစုံဘူးဆိုရင်လူဘဝမှာဘယ်တော့မှပါဖက်ဘူးမဖြစ်ဘူးတကယ်ကိုဟောငါးပါးသီလပြည့်စုံမှလူဟာတကယ်ကိုလူပြီးပြီးသားတာဖြစ်တာ မှန်ပါဗျာ အေးပါဏာတိပါဏလုံဤအတွက်ကြောင့်အသက်ရှိတဲ့ကျမ်းမာတယ်အရိဏဒါနလုံဤအတွက်ကြောင့်စီဝါဥစ္စာတွေမပြတ်ဘူးကာမိတုမိစ္ဆာစာလုံဤအတွက်ကြောင့်အရက်ထဲမှာလူချစ်လူခင်ပေါ်တယ်ဘုဒ္ဓဘာသာလုံလေးအတွက်ကြောင့်မတရားဆွဆွဲခံရတာမရှိဘူးသူရမေရိယလုံလေးအတွက်ကြောင့်အိုင်ကျူမြင့်နေပေါ့စီဝါရေးလည်းလုပ်တဲ့နေရာအဆင့်မြင့်တယ်ပညာသင်တဲ့နေရာမှာလည်းဘွယ်ထူးတွေရတယ်အဆင့်မြင့်တယ်ဟောဒီလိုပုဂ္ဂိုလ်ဖြစ်တာလေ မှန်ပါဗျာ အဲ့ဒါကြောင့်လူဘဝဆိုပြည့်စုံဒါကြောင့်မလို့တီလဆိုတာလည်းလောက်ရတယ်ဒါ မှန်ပါဗျာ ဒါနလေးတွေလုံးလို့မရဘူးသီလလည်းလုံးအောင်ဟောနောက်တစ်ခုကဘာလဲဆိုဘာဝနာဘာဝနာဆိုတာလူတွေကကမ္မထမ်းဆိုရင်ပြင်းစရာလို့အောင်းမိတ်ကြကမ္မထမ်းဆိုတာပြင်းစရာမဟုတ်ဘူးကမ္မထမ်းဆိုတာကိုဆင်ញင်လေ့လာကိုယ်စိတ်လေးကိုအာယုံတစ်ခုနဲ့လေ့ကျင့်တာကမ္မထမ်းပဲ မှန်ပါဗျာ ခုနကတော့ဒါနလုပ်တာကပတ်စံရှာသေးတယ်အကုန်အကျရှိတယ်ဟောသီလဆောက်တည်တဲ့အခါလည်းရှောင်ရဆောင်ရတာတွေများသေးတယ်ဘာဝနာလုပ်တာကျတော့ဘာမှအကုန်အကျရှိဘူးကိုယ်စိတ်လေးကိုအာယုံလေးတစ်ခုပေါ်မှာလေ့ကျင့်နေတာလေ့ကျင့်နေတာစိတ်ကလေးငြိမ်အောင်အာယုံတစ်ခုနဲ့လေ့ကျင့်မယ်ဆိုတော့သမထကျင့်တဲ့တစ်ခုကိုကျင့်မယ်ဆိုလို့ရှိရင်ဟောရတာအပိုင်းလုပ်တယ်ဆိုတော့ဘဝအဖြူလေးပဲဖြစ်ဖြစ်တော့ဘုံစက္ကုအဖြူလေးအဝိုင်းကအဝိုင်းကပြီးတော့အယောင်မတူတာလေးနဲ့ဝိုက်ထားနော်ဒီဆက်ဝိုင်းကလေးလိမ်မန်းတော့ဆက်ဝိုင်းလေးတော့ဘုံလိမ်မန်းနဲ့သေးတဲ့ဆက်ဝိုင်းကလေးတစ်ခုတော့ကိုယ်ရှိမှချကြည့်လို့လွယ်တဲ့နေရာလေးမှာထောင်ထားချထားပြီးဟောအဲ့ဒါလေးကိုစိုက်ကြည့်နေပြီးတော့အဖြူလို့စိတ်ထဲကနေနှလုံးသွင်းပြီးတော့စိုက်ကြည့်နေမျက်စိထဲမှာဆွဲတောင်အောင်ကြည့်နေကြည့်နေရင်ကနေနောက်ဆုံးကျတော့မျက်စိမှိတ်လိုက်ရင်အဲ့ဒီအဖြူဝိုင်းလေးကကိုယ်မျက်စိထဲမှာဆွဲကြံနေမျက်စိဖွင့်ပြီးတော့ကြည့်ပြီးလုံးနေတာကိုပဋိက္ခာနမိတ်လို့ခေါ်တယ် မှန်ပါဗျာ စိတ်ထဲဆွဲသွားတာကျတော့ဥက္ခာနမိတ်လို့ခေါ်တယ်ဘယ်နေရာသွားနေနေဒီအဖြူဝိုင်းလေးကမျက်စိထဲမှာရှိနေအဲ့ဒီပေါ်မှာစိတ်ကလေးညစ်အောင်ဆက်ပြီးတော့ကြိုးစားလိုက်လို့ရှိရင်အဲ့ဒီအဖြူဝိုင်းလေးကတစ်ခါနဲ့အယောင်လေးဖေးတောက်လာပြီးတော့ကိုယ်စိတ်ထဲမှာအဖြူဝိုင်းလေးကိုစိတ်ကူးနဲ့ချဲလိုက်ရင်လည်းကျဲလာတယ်စိတ်ကူးနဲ့ကျင်းလိုက်ရင်လည်းကျင်းသွားတယ်ဆိုရင်စိတ်ကဖန်တီးတဲ့အတိုင်းဒီအဖြူဝိုင်းလေးကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံလေးဖြစ်လာပြီဆိုလို့ရှိရင်ပဋိဘာသာနမိတ်ပဲ မှန်ပါဗျာ အဲ့ဒီအဖြူလေးပေါ်မှာစိတ်လေးကငြိမ်ပြီးတော့ရှုပြီးစိတ်ဟာတခြားမရောက်ဘူးဆိုရင်ဒါဇာရတယ်ဟော မှန်ပါဗျာ ဇာရတယ်ဆိုတာကောင်းရင်ပြန်ရအောင်ပြောတာမဟုတ်ဘူးဒီနေရာဇာနာဆိုတဲ့အဓိပ္ပာယ်ကအာယုံပေါ်မှာစိတ်ကလေးကိုစူးစမ်းရှိတာရှုထားသည့်အတွက်ကြောင့်ဒီစိတ်လေးကတခြားတစ်ပါးလွတ်မသွားသည့်အတွက်ကြောင့်စိတ်လေးကငြိမ်လောကမှာလူတွေကြည့်ပြီးအလုံးလုံးလို့ပြင်ပန်းနေရှင်ဘာလို့အနာယူမဟုတ်လား မှန်ပါဗျာ အနာယူတယ်ဆိုတာဘာလို့ကြတယ်လူတွေကအိတ်ချင်အိတ်နေဘာလို့ကျင်တော့နော်အဲ့ဒါယုတ်ကြီးကအနာယူတာစိတ်ကအနာမယူဘူးအိတ်ပြီးဆိုတဲ့အချိန်မှာအိတ်ပြန်ပြောမချင်းတောင်တွေးပြောင်းတွေးစိတ်ကနာမဟုတ်ဘူး မှန်ပါဗျာ
စိတ်ကလျှောက်သွားနေတာအကောင်အထည်များရှိရင်ခွေးတောင်အောင်မှာနော် မှန်ပါဗျာ လူကတော့အိပ်ရပေါ်မှာအိပ်နေတာစိတ်ကနားမဟုတ်ဘူးခုနကအာယုတစ်ခုတည်းပေါ်မှာစိတ်ထားလိုက်တာဆိုတာတကယ်ကိုအနားယူလိုက်တာပဲ မှန်ပါဗျာ ရုပ်ခန္ဓာကိုယ်ကြီးကဘယ်မှမရွှေ့တယ်လို့စိတ်ကလေးရတယ်ဒီအာယုလေးပေါ်မှာတည်ငြိမ်ပြီးတော့ကြာသွားအဲ့ဒါကိုအပ္ပနာလို့ခေါ်စိတ်ကိုအာယုပေါ်မှာစိုက်ထိထားလိုက်ဟောအဲ့ဒီအချိန်မှာဆိုလို့ရှိရင်စိတ်လေးဟာတကယ်ကိုအနာရသွားပြီဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာတကယ်ကိုချမ်းသာသာနေခန္ဓာကိုယ်မှာကြိုက်တာခဲတာညောင်းတာညာတာလေးဆိုတာလည်းမရှိအဲ့တော့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအဆင့်ရောက်ဖို့ရတော့ခက်တယ်။ဘာလို့လဲဆိုရင်ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်ပြီးတော့လိုအပ်တယ်။လူငယ်လူရွယ်တွေလုပ်ရင်မြန်မြန်ဆန်ဆန်အောင်တတ်တယ်ပေါ့အဲ့ဒါ။ကျမကြီးကောင်းလေးဒီသမထချင်းတယ်တစ်ခုကမြန်မြန်အောင်လို့နေ။ဒါကြောင့်မို့လို့အဲ့ဒါဟာလုံးတင်လုံးထက်တဲ့သမထချင်းတယ်တစ်ခု။ဘာအကုန်ကြရှိတယ်ဘာအကုန်ကြရှိ။အလောကလူတွေကအကုန်ကြရှိမှမပေါ်ကြဘူးနော်။ မှန်ပါဗျာ မြတ်စွာဘုရားတရားတော်တွေကအကုန်ကြမရှိဘူးအစစ်မြင့်လာပြီအကုန်ကြလဲနေပဲပေကြီးရတယ်မဟုတ်လားယရဏတုတ်ထိုင်မှာလတ္တာမုဒ္ဓနေဗုတိန်ဘုံစမာနမုဒ္ဓဆိုအလကားရတာလို့ပြောတာပတ်စံပေးရမလို့ဌာနကောင်းမှုလုပ်တာကပတ်စံကုန်သေးတယ်နော်အခုလည်းသမထကျင့်နေဖြစ်နေတာပတ်စံကုန်တာမရှိဘူးလို့ဒီလိုဆိုလို့အဲ့ဒါကိုပြောတော့မြတ်စွာဘုရားဇာယထာရှုကြမှတ်ကြဒါကသမထဖြစ်စဉ်ဖြစ်တယ်လို့ပြောတယ်အဲ့တော့ဝိပဿနာဖြစ်စဉ်တစ်ခုကိုကျင့်တော့မယ်ဆိုလို့ရှိရင်မလုပ်ဘူးဝိပဿနာဖြစ်စဉ်ကိုသမထကနေဝိပဿနာကူးတာလည်းရှိတယ်သမထကိုမလုပ်တော့ဘဲဝိပဿနာတက်တက်ရှိတာလည်းရှိတယ်သမထကနေဝိပဿနာကူးတော့မယ်ဆိုလို့ရှိရင်ခုနကအဖြူဝိုင်းလေးပေါ်မှာငြိမ်ပြီးတော့အဖြူဝိုင်းလေးကိုတွေးနေတဲ့စိတ်တွေရှိဘူးလား ရှိပါဗျာ အဲ့ဒီအဖြူဝိုင်းကိုရှုနေတဲ့စိတ်ကိုအဖြူဝိုင်းကိုကြည့်ပြီးတော့တည်ငြိမ်နေတဲ့စိတ်ကလေးကိုနောက်ကရှုတဲ့စိတ်ကအဲ့ဒီတည်ငြိမ်နေတဲ့စိတ်လေးပဲကိုဥလဲလာအဖြူဝိုင်းကိုမေ့ထားလိုက်ပြီးတော့အဖြူဝိုင်းကိုအာရုံပြုနေတဲ့စိတ်ကိုနောက်စိတ်တစ်ခုကအာရုံပြုလိုက်ရင်ဝိပဿနာဖြစ်သွား မှန်ပါဗျာ စိတ်ကိုစိတ်နဲ့ပြန်ရှုလိုက်တာ မှန်ပါဗျာ အဲ့ဒါကြောင့်မလို့ဝိပဿနာသမထကျင့်ပြီးမှဝိပဿနာကူးတယ်ဆိုလို့ရှိရင်နန္တရားကစရှုတာပဲဒီလိုပြောဆိုပါစို့ဗုဒ္ဓနုတ္တိလုပ်တယ်ဘုရားကိုအာရုံပြုပြီးတော့ကြည်နူးတဲ့ပီတိတွေဖြစ်နေအဲ့ဒီပီတိကိုနောက်စိတ်တစ်ခုနဲ့ပြန်ရှုအော်ငါမှကြည်နူးတဲ့စိတ်တွေပေါ်နေပါလားကြည်နူးတဲ့စိတ်ဆိုတာကိုပြန်ရှုလိုက်ရင်ဝိပဿနာကူးသွားတာပဲ မှန်ပါဗျာ ထွက်လေဝင်လေကနေဝိပဿနာကူးတယ်ဆိုရင်ပထမထွက်လေဝင်လေလေးကိုအာယုံဆိုင်ပြီးတော့စိတ်ကလေးငြိမ်နေတဲ့အချိန်မှာထွက်လေဝင်လေအာယုံလေးကပြောင်းပြီးတော့အဲ့ဒီထွက်လေဝင်လေကိုရှုနေတဲ့စိတ်ကလေးကိုနောက်စိတ်တစ်ခုနဲ့ထပ်ပြီးတော့ရှုပေးနိုင်လို့ရှိရင်ဝိပဿနာဖြစ်သွားတယ်။ဆိုလိုတာကသမထရဲ့အာယုံကပြည့်ညက်ဝိပဿနာရဲ့အာယုံကပရမတ်။ဟောနန္တရားကိုပြောင်းပြီးရှုလိုက်။အဲ့ဒီလိုပြောင်းရှုလိုက်တဲ့အခါကျအားရတော့မေးစရာရှိကိုယ်တဏ္ဍာမှာငကောကမသိတာလေးတွေသိတာငကောတော့ကအမတ်တမဲ့နေတာလေးတွေသိတာဟုတ်ကဲ့ မှန်ပါဗျာ ဘယ်လိုသိလာလဲလို့ဆိုစဉ်းစားကြည့်ခုနကထွက်လေဝင်လေလေးကနေပြီးတော့ကြည့်လဲဆိုလို့ရှိရင်ပရမသိတာထွက်လေဝင်လေဆိုတဲ့အာယုံရဲ့ထိုအာယုံပြုနေတဲ့စိတ်ကလေးဒီနှစ်ခုနဲ့တွားနေတာသမထဝိပဿနာကြတော့အဲ့ဒီနှစ်ခုတွေမကဘူးထွက်လေဝင်လေဆိုတာသိတယ်ထွက်လေဝင်လေတိုးသွားတဲ့နာလေးပြားကာယပတ္တနာယုတ်ကလေးကိုလည်းသိတယ်အဲ့ဒီနှစ်ခုထိလိုက်လို့သိတယ်ထိတိစိတ်ကလေးကိုလည်းသိတာသုံးခုသိသွားတယ်သူကြနော်ထွက်လေဝင်လေလေးကတစ်ခုထွက်လေဝင်လေလေးကနာသီးပြားကိုလာတိုက်တဲ့အခါထွက်လေဝင်လေလေးတိုက်တဲ့နာသီးပြားမှာရှိတဲ့ကာယပတ္တနာလေးကတစ်ခုအဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာထိမှန်းသိလိုက်တာလေးကတစ်ခုဆိုသုံးခုဖြစ်သွား မှန်ပါဗျာ အဲ့လိုလေကိုလည်းသိတယ်အရာတကားနဲ့ပြောလို့ဆိုလေထိတဲ့နေရာကိုလည်းသိတယ်ထိမှန်းလည်းသိတယ်ဆိုဒီသုံးခုကိုနောက်စိတ်တစ်ခုကသိလိုက်တဲ့အခါကျတော့ဟောလေလေးကလည်းဒီနာသီးပြားကိုလာထိပြီးတော့ပြတ်သွားတယ်နော်နာသီးပြားလေးမှလည်းပဲဒီလေလေးထိတဲ့အချိန်ပိုင်းလေးကအမှန်တန်တိုးတယ်
ထိမှန်းသိလိုက်တဲ့စိတ်ကလေးကလည်းတိပြီးပြတ်သွားတယ်ဆိုတာလေးတွေမြင်လာလို့ရှင်ဒါဝိပဿနာအဆင့်တက်တာခေါ်တယ်ပေါ့ မှန်ပါဗျာ အဲ့ဒီလိုမြင်လာတဲ့အခါမှာရှေ့ဆက်ပြီးကြိုးစားအထောက်လိုက်တဲ့အခါကျလို့ရှိရင်ဒီတဘာဝတရားလေးတွေတစ်ခုမှမမြဲဘူးအလုံးစုံဖြစ်ပြီးပြတ်သွားတာကြီးပဲလို့မြင်လာတဲ့အခါဘာအကျိုးရှိတော့ဆိုသင်္ခါရတရားတွေဆိုတာဘယ်ရာမှမမြဲသည့်အတွက်ကြောင့်ငကိုယ်တော့ကနှစ်သက်เสียလို့ငါထင်တယ်သဘောကျစရာလို့ထင်တယ်အခုတော့သဘောကျစရာဆိုတာဘာမှမရှိပါဘူးဆိုလေတွေ့တံမှုဆိုတဲ့တဏှာကိုလျှော့ချလို့ရသွားတာ မှန်ပါဗျာ ငကိုယ်တော့သိစိတ်ဝင်စားတယ်ဘဝသိစိတ်ဝင်စားတယ်လှတယ်ပါတယ်မြဲတယ်လို့ထင်ခဲ့တာတွေအရာတွေဟာတခုမှမမြဲပါလားလို့သိလာတာနဲ့တပြိုင်နက်တွေ့တံမှုဆိုတာလျှော့ချလိုက်တွေ့တံမှုလျှော့ချလိုက်နိုင်တာနဲ့သူ့ပေါ်မှာတောကဆိုတာလည်းနေသွားတယ် မှန်ပါဗျာ နောက်ဆုံးမှာဝိပဿနာဉာဏ်အစစ်စစ်ရင့်သွားတော့တွေ့တံမှုတွေအလုံးဖယ်ရှားနိုင်ပြီဆိုလို့ရှိရင်စိုးရိမ်စရာဆိုတာဘာတစ်ခုမှမကျန်တော့ကဲဘုန်းကြီးတို့တွေစဉ်းစားကြည့်မင်းပူးနေတာဘယ်လိုအတွက်ပူတာကိုယ့်ကိုမေးကြည့်မင်းပူတယ်ဘယ်လိုအတွက်ပူစဉ်းစားကြည့်တော့မိသားစုရှိရင်ကိုယ့်မိသားစုအတွက်ပူတယ် မှန်ပါ အခုမတရားမျိုးပေါ်မှာနေတဲ့လူတွေကြည့်ကိုယ့်မိသားစုအတွက်ပူတယ်ဒီပြင်လူရဲ့မိသားစုကိုမသိတဲ့လူရဲ့မိသားစုအတွက်ပူသလား ပူပါဗျာ ဘာလို့မပူလဲတွေ့တာမှမရှိဘူး မှန်ပါဗျာ တခြားမျိုးကမိသားစုကိုမသိတဲ့မိသားစုတွေအတွက်ပူလား ပူပါဗျာ မပူဘူးဘာလို့လဲတွေ့တာမှမရှိဘူးဟောတရိစ္ဆာန်တွေနေ့စဉ်နဲ့အညာကြက်တွေဝက်တွေသေးနေပူလားသူတို့အတွက် ပူပါဗျာ ပူအောင်ဈေးတောင်တော့ဝင်စားလိုက်တယ်နော်ဘာလို့မပူလို့ဆိုရင်မတွေ့လို့ မှန်ပါဗျာ အဲ့တော့ပူတယ်ဆိုတော့တွေ့လို့ပူတာ မှန်ပါဗျာ အဲ့ဒီအတွေ့ကိုတစားချင်းဖြုတ်လာတယ်မိသားစုပေါ်မှာတွေ့တာကိုဖြုတ်နိုင်တယ်ဖြုတ်တယ်ဆိုတာဒီတိုင်းဖြုတ်လို့မရဘူးအမှန်မြင်ပြီးတော့သဘာဝကိုမြင်ပြီးတော့ဖြုတ်ရတာ မှန်ပါဗျာ တွေ့တာဆရာဆိုတာမရှိဘူးသဘာဝကိုစဉ်းစားဉာဏ်နဲ့အဲ့လိုဖြုတ်ရင်ကနေနောက်ဆုံးမှအတွေ့အတာဟာကိုယ့်ပုံမှာအများဆုံးပဲဒါမို့အတ္တသမပေမနတ္တိကိုယ့်ကိုယ်ချစ်ဆုံးလို့ပြောတာ မှန်ပါဗျာ အဲ့ဒီအချစ်ဆုံးဖြစ်တဲ့ကိုယ့်ကိုယ်ကိုတွေ့တာမှုထီအောင်ဖြုတ်နိုင်ပြီတွေ့စရာလုံးဝမရှိတော့ဘူးအတွေ့တွေအကုန်ပြတ်သွားပြီဆိုတာရဟန္တာဖြစ်တာပဲအဲ့ဒါ မှန်ပါဗျာ ဘယ်တော့မှတွေ့စရာမရှိတော့ဘူးကိုယ့်ကိုယ်ကိုလည်းတွေ့စရာမရှိတော့ဘူးဆိုတဲ့အချိန်ဟာဒါကိလေသာအတော်တွေအာတဏှာကုန်သွားသည့်အတွက်ကြောင့်ဒါမို့မြတ်စွာဘုရားရဟန္တာဖြစ်တော်မူပြောတဲ့အခါမှာဥစ္စိတ်စိတဏှာဝိဝတ္တိတန်ရောစနံတဏှာတွေအကုန်ကင်းသွားပြီတန်ရောစနတွေအကုန်ပြုတ်ထွက်သွားပြီအဲ့ဒီလိုပြုတ်ထွက်သွားရင်ပူစရာတော့ကဆိုတာဘာမှမရှိတော့ဘူးကိုယ်အတွက်လည်းမပူတော့ဘူးဘယ်သူအတွက်မှမပူတော့ဘူးဆိုတဲ့အခါမှာနှလုံးသားဟာအဲ့ဒီချိန်မှာအေးချမ်းဆုံးပဲအဲ့ဒီအေးချမ်းတဲ့နှလုံးသားမရမချင်းဟာနောင်တပူပန်မှုဆိုတာတွေလာနိုင်နေတယ်ဒါကြောင့်မလို့နောင်တပူပန်မှုတွေခင်းရခင်းရောက်ဖြစ်တဲ့တရားဓမ္မကိုဘုန်းကြီးတို့တွေကျင့်ကြံကြုတ်ကိုအားထုတ်ကြရမှာဖြစ်တယ်ဒါကြောင့်မို့နောင်တရခြင်းနဲ့နောင်တပူပန်ခြင်းဆိုတာဒီတစ်ခုကိုကွဲကွဲပြားပြားသိပြီးနောင်တရခြင်းဟာအမှားကိုသိပြီးတော့နောက်ထပ်နောင်တပူပန်မှုမဖြစ်ရအောင်တို့တွေဟာလုံးတဲ့လုံးထိုက်တာတွေလုံးဖို့မလုံးတဲ့မလုံးထိုက်တာတွေရှောင်ဖို့ဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာနော်ဒါနကောင်းမှုလည်းလုပ်ရမယ်သီလကောင်းမှုလည်းလုပ်ရမယ်ဘာဝနာကောင်းမှုလည်းလုပ်ရမယ်နောက်တစ်ခုကသီလကျင့်စဉ်လည်းကျင့်ရမယ်သမာဓိကျင့်စဉ်လည်းကျင့်ရမယ်ပညာကျင့်စဉ်လည်းကျင့်ရမယ်အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်သာလေနောင်တပူပန်မှုဆိုတဲ့ဒေါမနတသောကဆိုတဲ့တရားတွေဟာလုံးဝကင်းပြီးတော့တို့တွေစိတ်နှလုံးအေးချမ်းမှုကိုရရှိပိုင်ဆိုင်နိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီတော်ကြပြီးကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ရပါစေကုန်သတည်း